ဆိုဒီပထမဆုံးကျွန်တော်တို့ဒီအသင်းတော်ကိုလာဖို့ဆရာထွန်းထွန်းနဲ့ဆရာကြီးပီတာနဲ့ဆက်သွယ်တဲ့အခါမှာလည်းအဲ့လိုပဲအဲ့ဆရာကြီးပီတာကဆရာထွန်းထွန်းနဲ့ကျွန်တော်နဲ့ထမင်းစားနေတဲ့အချိန်မှာဆရာပီတာဆရာထွန်းထွန်းဒီဖုန်းဆက်လာအဲ့ဆရာထွန်းထွန်းကဖုန်းကိုသူမမြင်ဘူးတော့သူဟိုနေမော်နော်ဟုတ်ကဲ့အမင်းရှိပါလို့ပြောတဲ့အခါမှာဟိုကဆရာကြီးကပြောတယ်ထွန်းထွန်းရှိလားတဲ့ပြောတော့သူကလည်းဘယ်သူမှမသိတော့ဟုတ်ကဲ့အမင်းရှိပါလို့ပြောတဲ့အခါမှာဟဲ့အောင်ကထွန်းထွန်းနဲ့ပြောချင်တာဆိုတော့အဲ့ဆရာထွန်းထွန်းနဲ့လန့်သွားတယ်ကျွန်တော်လည်းဘေးနာနားထောင်တဲ့လူတွေလည်းလန့်သွားတယ်အဲ့တော့မှဆရာထွန်းထွန်းဟုတ်ကဲ့ကျွန်တော်ထွန်းထွန်းပါဆိုတော့မှအေးစောစောကပြောတာမဟုတ်ဘူးလေနော်ဆိုတော့ဒီအသင်းတော်လာလို့ရှိရင်အဲ့လိုမျိုးပါနော်အဲ့ဒီဇလန်လေးတွေနဲ့နော်ကိုမြတ်ထန်နဲ့လည်းတွေ့ရတယ်တကယ်ဝမ်းသာစရာအကြောင်းပေါ့နော်ဒီနေ့ဒီမှာရှိတဲ့ညီကိုမောင်နှမတွေကိုအားပေးခြင်းနဲ့ကျွန်တော်တို့နှုတ်ကပတ်တော်ကိုခံယူတဲ့အခါမှာကျွန်တော်တို့တော်တော်များများကဘုရားကျောင်းကိုလာတဲ့အခါမှာအမြဲတမ်းစဉ်းစားတယ်ဥပမာပေါ့အရက်သမားအကြောင်းပြောတဲ့ဆိုရင်ကိုယ့်ရဲ့အိမ်ဘေးနာကကိုယ့်ရဲ့ပတ်ဝန်းကျင်ကကိုယ့်ရဲ့မိသားစုထဲမှာရှိတဲ့အရက်သမားကိုကိုယ်ကပြေးမြင်တယ်ပေါ့နော်ဆိုတော့ဒီနေ့တချို့ဟိုနေမော်နော်တကယ်ဟာတာလေးတစ်ခုရှိတယ်တဲ့အဲ့ဒါကလင်မယားနှစ်ယောက်ဘုရားကျောင်းကိုလာတယ်လာတဲ့အခါမှာယောက်ျားကပြောတယ်တဲ့နော်ယောက်ျားသင်းဥဆရာပြောတယ်ပေါ့နော်ဟာတဲ့ကျမ်းစာလည်းမဖတ်ဘူးတဲ့စုလည်းမတောင်းနဲ့ယုံကြည်သူတွေလို့ပြောတဲ့အခါမှာမိန်းမကယောက်ျားကိုလက်တုတယ်တဲ့တိလာတဲ့နင်းကိုပြောတာတဲ့အဲ့နဲ့သင်းဥဆရာကဆက်ပြီးတော့နှုတ်ကပတ်တော်ဝင်လာတဲ့အခါမှာဗဇက်ကြမ်းပြောတယ်နှုတ်အရန်ချမ်းတယ်ပေါ့နော်အိမ်เจ้าပြောတဲ့အခါမှာယောက်ျားပြန်ပြီးမိန်းမကိုလက်တုတယ်တိလာတဲ့နင်းကိုပြောနေတာဆိုပြီးတော့ပေါ့နော်ဒီနေ့အားပေးခြင်းနဲ့ညီကိုမောင်နှမတွေဘုရားကျောင်းကိုလာတဲ့အခါမှာဘုရားကိုဝတ်ပြုတဲ့အခါမှာဘုရားရဲ့နှုတ်ကပတ်တော်ကိုစာငတ်ခြင်းနဲ့လာတဲ့အခါမှာဒီနေ့ကြားရတဲ့နှုတ်ကပတ်တော်သည်သင်စနီးတဲ့အတွက်မဟုတ်ပါဘူးသင်ရဲ့တငယ်ချင်းသင်ရဲ့မိသားစုအတွက်မဟုတ်ပါဘူးဒီနေ့ကြားရတဲ့နှုတ်ကပတ်တော်သည်သင်အတွက်ဖြစ်တယ်ဆိုတာကိုခံယူစေခြင်းနဲ့အာမင်ဒီနေ့ကျွန်တော်ကိုဘုရားစကားပြောမယ်ဒီနေ့တော့ကျွန်တော်ကိုဘုရားကကျွန်တော်ကိုဖွင့်ပြခြင်းနေရှိမယ်ဒီနေ့သေချာတယ်ဒီနေ့ဘုရားကျောင်းမှာဘုရားရဲ့ဖွင့်ပြခြင်းဟာကျွန်တော်အတွက်ကျွန်မအတွက်ဖြစ်တယ်ဆိုတဲ့ခံယူချက်နဲ့လာရင်သင်ဒီဘုရားရဲ့အတန်ကိုကြားရမှာဖြစ်တယ်အာမင်ဆိုအဲ့ဆာငါချင်းနဲ့လာစေခြင်းနဲ့ကျွန်တော်တို့ဒီနေ့ကျွန်တော်ရောက်တဲ့နေရာမှာလည်းပြောပါတယ်မနေ့ကတော့ကျွန်တော်ဗာဂျီးနီးယားမှာဆရာစတီဗင်တို့အသင်းတော်မှာကျွန်တော်ဝင်ကားတယ်ဝင်ကားရင်းနဲ့လည်းကျွန်တော်ပြောပြရတယ်ဒီနေ့ကျွန်တော်တို့ရဲ့ဗမာပြည်ရဲ့သာသနာကိုကြည့်မယ်ဆိုရင်ခရစ်ယာန်သာသနာကအောင်မြင်လာတယ်လို့ပြောလို့ရတယ်တိုးတက်လာတယ်လို့ပြောလို့ရတယ်ဒါပေမဲ့တစ်ဖက်မှာဘာပြန်ဖြစ်လဲဆိုတော့သာသနာမှာတိုးတက်သလားလို့ဝိညာဉ်ရေးရမှာကြီးထွားလာတယ်လို့တစ်ဖက်ကဖြစ်ပေမဲ့တစ်ဖက်မှာလည်းအမှုတော်ဆောင်အချင်းချင်းချီနှောင်ခြင်းတွေတွေ့ရတယ်သူကတော့ဒီလိုဝင်ကားတယ်သူကတော့ဒီလိုပြောတယ်နော်တချို့တွေဆိုပြောသေးတယ်နော်ဥမာကိုပြတာလို့အာရပါရဒီယိုနေမော်နော်ဟိုဟာလေလုယာဘာညာဆိုပြီးတော့အာရပါရဝင်ကားတယ်လို့ရှိရင်လေတချို့ဆရာတွေကဒီကောင်တွေကြည့်ရတာတဲ့ rock star တွေကြားနေတာပဲတဲ့မျက်စိကိုမူးနေတာပဲညောင်မူးလဲဆရာတွေတဲ့နော်တချို့ကလည်းဟာတာလေးနဲ့ပြောရင်လည်းအမလေးတဲ့ 5 star အငိမ့်ကြည့်ရတယ်လို့ပဲအရန်ရှိရတာပဲတဲ့တချို့ကလည်းတမချမ်းသာပဲပြောအမလေးတဲ့အဲ့ဒါကဘာမီတုံဆရာတဲ့ဟောတာကနည်းနည်းကြာသွားရင်လည်းအမလေးဟောရှိဆရာလာပြီတဲ့နော်ဒီနေ့အသင်းတော်တွေထဲမှာဘာတွေ့ရလဲဆိုတော့ preacher idol ဆိုလဲပြိုင်ပွဲလို့ဖြစ်နေဒီနေ့တရားဟောဆရာကတရားဟောရင်အောက်ကအမှတ်ပေးတဲ့လူအများများတယ်ဒီဆရာဟောတာကတော့ဘလို့နေတယ်ဒီဆရာဟောတာကတော့တိုးတယ်ဒီဆရာကတော့တအားអော်တယ်ဒီဆရာကတော့တအားအတန်တိုးတယ်နော်အမျိုးမျိုးအမှတ်ပေးကြတယ်အားပေးချင်တယ်မိတ်ဆွေကျွန်တော်တို့လူကို focus မလုပ်ဘဲနဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုစာငတ်ခြင်းနဲ့လာစေခြင်းနဲ့အာမင်ဒီနေ့ကျွန်တော်တို့ဗမာပြည်ရဲ့သာသနာမှာကြည့်မယ်ဆိုရင်ရန်ကုန်မြို့မှာဗမာပြည်မှာဆိုလို့ရှိရင်နေရာတိုင်းမှာခရုစိတ်တွေတွေ့ရတယ်နေရာတိုင်းမှာအကြီးအကျယ်ဝိညာဉ်ရေးသိမ်းခြင်းတွေတွေ့ရတယ်နော်ဒီမယုံကြည်သူတွေအများကြီးပြောင်းလဲတယ်ဘာသာရေးခရိယန်တွေမီယိုဘလခရိယန်တွေဘုရားရဲ့ကိုနှစ်ဖူးတွေဒူးတွေတွေ့ပြီးတော့ဘုရားရဲ့သာသနာမှာဆက်ကပ်လာကြတာတွေ့ရတယ်တစ်ဖက်မှာလည်းဆရာတွေချင်းချင်းအရန်ဖြစ်ကြတယ်ဆိုကျွန်တော်အမြဲတမ်းပြောပြတယ်ကျွန်တော်တို့အမှုတော်ဆောင်တွေကနှလုံးသားကြည်ကြဲမထားဘဲနဲ့ကျွန်တော်တို့ကအသင်းသူအသင်းသားတွေကိုနှလုံးသားကြည်ကြဲထားဖို့နော်စိတ်ကောင်းကောင်းထားဖို့ကျွန်တော်တို့ကဝေငှနေကြတယ်ကျွန်တော်ဒီနေ့ဘာဖြစ်လို့ဗမာပြည်ရဲ့သာသနာကတာရည်မတိုးတက်လာဘူးလဲဆိုတော့ကျွန်တော်တို့နှလုံးသားတွေပိတ်ထားတယ်အမြင်သေးတဲ့အရာတွေတွေ့ရတယ်လွန်ခဲ့တဲ့တစ်ပတ်နှစ်ပတ်လောက်ကပဲဆရာကြီးတချို့နာမည်ပြောရင်တော့သိမှာပါဒါပေမဲ့ကျွန်တော်နာမည်မပြောတော့ဘူးအဲ့ဆရာကြီးရဲ့ page မှာဘာတွေတက်လာလဲဆိုတော့ဟာတဲ့အခုတဲ့လူတွေကားတဲ့ပြောင်းလဲတာမကြသေးဘူးတဲ့စင်ပေါ်မှာတက်ပြီးတရားဟောခြင်းနဲ့တဲ့ဟိုပြောချင်တာကတော့ပေါ့နော်
အများကြီးသင်ယူစေခြင်းနဲ့အရွယ်မရောက်သေးဘူးဆိုတဲ့ပုံစံမျိုးကိုပြောချင်တာဖြစ်တယ်ငါတို့ကတော့ကြောင်းလင်းတာကြာပြီအဲ့တော့တရားဟောကြရှိရင်ငါတို့ပဲဟောမယ်ဆိုတဲ့ပုံစံဖြစ်တယ်ဒီနေ့ပြောင်းလဲခြင်းမပြောင်းလဲခြင်းဆိုတာကျွန်တော်တို့တော်လို့တက်လို့မဟုတ်ဘူးဒီနေ့ပြောင်းလဲခြင်းမပြောင်းလဲခြင်းဆိုတာဖခင်ရဲ့တတ်နိုင်ခြင်းနဲ့အရာဖြစ်တယ်အာမင်ဖခင်ကအရင်ပေးပြောင်းလဲစေတာဖြစ်တယ်ဖခင်ကအရင်အမှုတော်မြတ်ထဲမှာပါဝင်စေချင်တာဖြစ်တယ်ကျွန်တော်တို့ဒီနေ့နှလုံးသားချစ်ချစ်ထားရအောင်အသင်းတော်မှာလေဝိညာဉ်ကျွေးရနှုတ်နေတဲ့လူတွေကိုဆွဲခေါ်ကြရအောင်တချို့တွေကတက်တက်ခံခြင်းမှာကျွန်တော်တို့အနေအစိမပြေဘူးတချင်းချီးမွမ်းခြင်းမှာအစိမပြေဘူးဒါပေမဲ့သူဖခင်ကိုချစ်လို့တက်တက်ခံနဲ့ချီးမွမ်းနေဆိုတဲ့အရာကိုကျွန်တော်တို့ဖခင်ရဲ့မေတ္တာလေးနဲ့နားထောင်ပေးတယ်ဆိုရင်သူ့ရဲ့ချီးမွမ်းခြင်းဟာကျွန်တော်တို့ခွန်အားယူစရာဖြစ်တယ်အာမင်ကျွန်တော်တို့တယောက်နဲ့တယောက်မစုံလင်ခြင်းကိုလက်ညှိုးထိုးနေလို့ကတော့ဘယ်တော့မှစုံလင်လာမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့မစုံလင်တဲ့ဂျားထဲမှာဖခင်ရဲ့မေတ္တာနဲ့စုံလင်လိုက်ရင်ဒီအသင်းတော်ဟာလှပလာမှာဖြစ်တယ်အာမင်ဆိုတော့ကျွန်တော်တယောက်နဲ့တယောက် judge လုပ်ခြင်းကိုကျွန်တော်တို့ဒီနေ့ရှောင်ကြရအောင်နှလုံးသားကိုဖွင့်ပြီးနားထောင်ကြရအောင်နှလုံးသားကိုဖွင့်ပြီးတော့ဖခင်ရဲ့မေတ္တာနဲ့တယောက်နဲ့တယောက်ဆက်ဆံမယ်ဆိုရင်ကျွန်တော်တို့ရဲ့ယုံကြည်သူခရိယန်သာသနာကတာရည်ကြီးပွားလာမှာဖြစ်တယ်အာမင်ဆိုတော့ဒီနေ့ကျွန်တော်အဲ့ဒီအကြောင်းအရာလေးကိုပေါ့နော်ဒီနေ့ကျွန်တော်တို့ခရိယန်လောကမှာလည်းဆရာတယောက်ကပြောမှုတယ်တို့ခရိယန်လောကကလည်းတဲ့တိုင်းလောကထက်တောင်ပိုရှုပ်သေးတယ်တဲ့နော်နှစ်တစ်ထောင်ဩဇာပြီးစားတဲ့လူနဲ့နော်ဓာတိုင်းကျွမ်းတဲ့လူနဲ့လှန်တိုင်းကျွမ်းတဲ့လူနဲ့အဲ့လိုဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ဒီအမှုတော်ဆောင်တွေကကြီးရင်ကြီးမရှိဘူးဒီဝိညာဉ်ရေးရာကြီးရင်တဲ့လူတွေကကျွန်တော်တို့ရဲ့အသက်တာထဲမှာကြီးထွားမှုမရှိဘူးဆိုရင်ကျွန်တော်တို့ကိုကြည်နေတဲ့လူတွေကအများကြီးထိမိရလဲစရာအကြောင်းဖြစ်တယ်ဒီနေ့ကျွန်တော်တို့ကိုကြည်နေတဲ့လူတွေအများတယ်နော်ဥပမာကိုပြောပြတာကျွန်တော်ဆိုရင်ကလေး၃ယောက်ရဲ့အဖေဖြစ်တဲ့အတွက်ကြောင့်မို့လို့သားသမီးတွေကကျွန်တော်ကိုကြည်နေတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကဖြစ်တယ်လို့အသက်ရှင်နေဆိုလို့ရှိရင်အဲ့ဒီကလေးတွေလည်းအသက်တာမှာဖြစ်တယ်လို့အသက်ရှင်မှာဖြစ်တယ်ဒါကြောင့်မို့လို့အားပေးခြင်းနဲ့ကျွန်တော်တို့မိဘတွေတော်တော်များများကကလေးကိုဆုံးပါတယ်ငါပြောတယ်လို့လုံးငါလုပ်တယ်လို့မလုပ်နဲ့ကိုကတော့အကုန်ပေါက်တက်ကြရလောက်တာဒါပေမဲ့အဲ့ဒီလိုလိုက်လို့ရင်မကြိုက်ဘူးဖြစ်နေတယ်မိတ်ဆွေဒီနေ့ဖခင်ကသင်ကိုတတ်သိဖြစ်ဒီလောကမှာထားရတာဖြစ်တယ်အာမင်ဒီနေ့ကျွန်တော်တို့ကိုကြည်နေတဲ့မယုံကြည်သူတွေကျွန်တော်တို့ကိုကြည်နေတဲ့ဝိညာဉ်ရေးမှာနှုတ်နေတဲ့လူတွေကျွန်တော်တို့ကိုကြည်နေတဲ့ကျွန်တော်တို့ရဲ့မိသားစုတွေအများကြီးရှိတယ်ကျွန်တော်တို့လွန်ကမှာပတ်ဝန်းကျင်မှာအလင်းမလင်းနိုင်အောင်မိသားစုမှာအလင်းလင်းနိုင်တဲ့ယုံကြည်သူဖြစ်ဖို့တော့အားပေးချင်ပါတယ်လို့ခဏလေးကျွန်တော်ဒီနှုတ်ကပတ်တော်ကိုစက္ကန့်ကြရအောင်ဘာဖျားပြင်ဆင်ပေးတဲ့ချိန်တိုင်းအတွက်ခြေတို့ကိုချီးမွမ်းနေမင်္ဂလာရှိသောအချိန်မှာမင်္ဂလာရှိသောယုံကြည်သူများနဲ့မင်္ဂလာရှိသောဖခင်ကိုကိုးကွယ်ရတဲ့အတွက်ခြေတို့ကိုချီးမွမ်းနေဟိုကိုတော့ဒီနေ့ကြားရမယ့်နှုတ်ကပတ်တော်ဒီတာသမီးတို့အရောက်စီတိုင်းနှလုံးသားမှာကောင်းသောမြင်မှာကြာသောမျိုးစိကဲ့သို့ဖြစ်စေပါဟိုကျွန်တော်ရဲ့ခန္ဓာစိတ်ဝိညာဉ်နှုတ်ဆက်ပါးစပ်ကိုအသုံးပြုလျက်တန်ရှင်းသောဝိညာဉ်တော်ဖခင်ပြောစေလိုတဲ့အရာကိုပြောပါကြားနိုင်သူအရောက်စီတိုင်းအသက်တာမှာလာခြင်းနဲ့ပြန်ခြင်းမတူဘဲနဲ့လွတ်မြောက်စရာအကြောင်းဖြစ်စေပါခြေတို့အပေါင်းကိုချီးမွမ်းမြတ်သောယေရှုနာမ၌ထိုနှုတ်ကပတ်တော်ကိုစက္ကန့်အနမှာဖတ်ပြသခင်အာမင်ကျွန်တော်တို့ကျမ်းစာကိုစင်ကြင်ဖို့ရန်အတွက်ကျွန်တော်ကျမ်းပိုက်ဖတ်ချင်ပါတယ်ရှင်မဿဲခရစ်ဝင်အခန်းကြီး14ကအကြောင်းအရာလေးဖြစ်ပါတယ်တော်တော်များများလဲကြားဘူးတယ်တော်တော်များများလဲဝင်ငါဘူးတယ်ဒါပေမဲ့ကျွန်တော်တို့အသစ်သောအသက်တာဖြစ်ဖို့အတွက်ပြန်လဲခံယူဖို့ဖြစ်ပါတယ်လို့ရှင်မဿဲခရစ်ဝင်အခန်းကြီး14အငယ်22ကနေပြီးတော့ကျွန်တော်ဖတ်ချင်ပါတယ်အားလုံးကျမ်းစာပိုင်းနဲ့လေ့လာကြရအောင်ရှင်မဿဲခရစ်ဝင်အခန်းကြီး14အငယ်22ကနေဖတ်ချင်ပါတယ်ယေရှုသည်စီဝဲသောသူတို့ကိုလွတ်တော်မူစဉ်တွင်တပည့်တော်တို့သည်လေကိုစီး၍ကမ်းတစ်ဖက်သို့အရင်ကူးစီတော်မူ၏စီဝဲသောသူတို့ကိုလွတ်ပြီးမှစုတောင်းပတနာပြုသောငါတောင်ပေါ်၌စိတ်ကိုရအရက်သို့တက်ကြွသဖြင့်ညအချိန်ရောက်သောအခါတယောက်တည်းရှိနေတော်မူ၏လေမူကားအိုင်လန်၌ရှိ၍လေမသိမ့်သောကြောင့်လှိုင်းတပိုးလှုပ်ရှားခြင်းကိုပြင်းစွာခံရ၏ည3ချက်ဒီကြော်အချိန်၌ယေရှုသည်အိုင်ပေါ်မှာဆက်တော်ဖြန့်လျက်တပည့်တော်တို့ကိုရှိရသို့ကြွတော်မူ၏ထိုသို့အိုင်ပေါ်မှာဆက်တော်ဖြန့်၍ကြွတော်မူသည်ကိုသူတို့သည်မြင်လျင်ထိတ်လန့်၍ဖို့တစေဖြစ်သည်ဟုကြောက်သောစိတ်နှင့်အော်ဟစ်ကြ၏ယေရှုသည်ချက်ချင်းနှုတ်ဆက်၍တည်ကြည်သောစိတ်ရှိကြလောငါပင်ဖြစ်သည်မကြောက်ကြနှင့်ဟုမိန့်တော်မူ၏ပေတရုကလည်းသခင်ကိုတော်မှန်လျင်အကျွန်ုပ်သည်ကိုတော်ထံသို့ရေပေါ်မှာလာရမည်အကြောင်းမိန့်တော်မူပါဟုရှောက်လျင်လာလော့ဟုမိန့်တော်မူ၏ယေရှုသည်ပေတရုသည်လေပေါ်ကဆင်း၍ယေရှုတို့ sorry နော်ကျွန်တော်သိမမြင်ရလို့ရောက်အံသောကရေပေါ်မှာရှောက်လေ၏လေပြင်းသည်ကိုမြင်၍ရေကျင်းသည်ကိုမြင်လျင်ကြောက်လန့်၍
နေမိုးလေးသည်ဖြစ်တော်တဲ့နော်ကယ်တော်မူပါဟုဟစ်ကြော်လေယေရှုသည်လက်တော်ကိုချက်ချင်းဆန့်၍ပေတရုကိုကိုင်တော်မူလျက်ယုံကြည်အားနည်းသောသူအဘေးကြောင့်ယုံမာသောစိတ်ဝင်သည်ဟုမေးတော်မူ၏လေပေါ်သို့ရောက်ကြလျင်လေသည်ငြိမ်လေ၏တဲ့အဲ့ဒီဖြစ်လေးကိုကျွန်တော်တို့ပြန်ပြီးတော့ဆင်ခြင်မယ်ဆိုရင်အဲ့ဒီရဲ့အပေါ်မှာတပည့်တော်တွေနဲ့ယေရှုကလူတွေကိုဧဝံဂေလိဝင်ငါနဲ့အဲ့ဒီဝင်ငါနေရင်နဲ့လူမြောက်များစွာစားဖို့အတွက်လိုအပ်တဲ့အခါမှာမုံငါးလုံးနဲ့ငါးနှစ်ကောင်ကိုယူပြီးကျေးဇူးတော်ချီးမွမ်းတဲ့အခါမှာလူပေါင်း6000ကျော်ကိုကျွေးရတဲ့အခွင့်ကိုရတယ်တပည့်တော်တွေရဲ့ရှေ့မှာယေရှုပြုတဲ့နမိတ်လက္ခဏာကိုမြင်တယ်တပည့်တော်တွေလည်းပြောတယ်အဲ့ဒါလည်းပြီးတော့ယေရှုကတပည့်တော်တွေကိုပြောတယ်လေကိုယူပြီးတော့အိုင်တစ်ဖက်ကိုကူပြီးရင်ငါလိုက်လာမယ်ဆိုပြီးတော့တပည့်တော်တွေကိုဆေလွတ်တယ်အဲ့ဒါနဲ့တပည့်တော်12ယောက်ကလေပေါ်တက်ပြီးတော့အိုင်တစ်ဖက်ကိုကူးတဲ့အခါမှာတဲ့နော်ည3ချက်ကျော်လို့ကျမ်းစာမှာရေးတာညမောင်တဲ့ချိန်ရောက်တဲ့အခါမှာလေမသိမဲ့နေတဲ့နော်လေကဆက်သွားလို့မရဘူးရွက်လွတ်လို့မရတဲ့အချိန်မှာလေပြင်းမုန်တိုင်းကျတဲ့အခါမှာတပည့်တော်တွေလေပေါ်မှာကြောက်နေတဲ့အချိန်ဖြစ်တယ်ဆိုတော့အဲ့ဒီညလေးကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ယေရှုကတပည့်တော်တွေကိုမာတယ်အိုင်တစ်ဖက်ကိုကူလေကိုယူ၍အိုင်တစ်ဖက်ကိုကူယေရှုပြောလားပြောတယ်ယေရှုစကားတို့ကြားလားကြားတယ်တို့ကူးလားကူးတယ်ယေရှုမာလိုက်လို့ယေရှုရဲ့စကားကိုကြားပြီးတို့ကူးတယ်ဒါပေမဲ့လေပေါ်မှာယေရှုပါလားလေပေါ်မှာယေရှုပါလားမပါဘူးဒါဒီနေ့ကျွန်တော်တို့ယုံကြည်သူရဲ့အသက်တာထဲမှာလေဖခင်ရဲ့စကားနဲ့လောကထဲကိုသွားခြင်းနဲ့ဒါပေမဲ့ပြဿနာကအသက်တာထဲမှာဖခင်မပါဘူးဖြစ်နေတတ်တယ်အာမင်နားလည်ဖို့ဖခင်ကောင်းချီးပေးပါကျွန်တော်ပြောနားလည်လားမသိဘူးဖခင်စကားကိုတော့ကျွန်တော်တို့စုပ်ကိုင်တယ်ဒါပေမဲ့ပြဿနာကအသက်တာထဲမှာဖခင်မပါဘူးဖြစ်နေတယ်အဲ့ဒီအခါမှာဘာဖြစ်လဲဆိုတော့ပြဿနာလဲတက်ကောလေပြင်းမုန်တိုင်းဆိုတဲ့ခက်ခဲကြမ်းတမ်းခြင်းကိုလဲတွေ့ကောစိုးရိမ်လားစိုးရိမ်တယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူလို့ပြောတဲ့ကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာစိုးရိမ်စရာတွေရှိလားရှိပါတယ်ငွေရေးကြေးခက်ခဲတဲ့အချိန်တွေရှိတယ်ယောဂကြောင့်မို့လို့စိတ်ပီစီတဲ့ချိန်တွေရှိတယ်အလုံးအစင်မပြေလို့စိတ်ပီစီတဲ့ချိန်တွေရှိတယ်မိသားစုထဲမှာအစင်မပြေလို့ဝမ်းနည်းစရာကောင်းတဲ့ချိန်တွေရှိတယ်ကြောက်စရာမုန်တိုင်းကြုံတဲ့အချိန်တွေရှိတယ်ဘာဖြစ်လို့လဲဘာဖြစ်လို့လဲဆိုတော့ဖျားစကားပဲကြားပြီးတော့ကျွန်တော်တို့အသက်တာထဲမှာဖျားမပါတဲ့အချိန်တွေရှိတတ်တယ်ကျွန်တော်ဖျားစကားတော့ဆွဲကင်ပါတယ်ငါဒီတင့်ကိုအလင်းမစွတ်တင်တဲ့အတူရှိမယ်အဲ့ဒါကိုတော့ယုံတယ်ဒါပေမဲ့ပြဿနာကဖျားနဲ့မသွားဘူးသွားခြင်းမှာကိုယ့်ရဲ့တတ်နိုင်ခြင်းနဲ့သွားတာဖြစ်တယ်ကျွန်တော်တို့ဥပမာကိုပြောပြတာကျွန်တော်တို့ဒီနေ့မိသားစုတွေထဲမှာကျမ်းမာခြင်းမစုံလင်လာဘူးဖြစ်ရင်ဘယ်သူစီကိုအရင်သွားလဲဆိုတော့ဆရာဝန်ကိုအရင်ဦးဆုံးစဉ်းစားတယ်အဲ့ကျွန်တော်တို့ဥပမာပြဿနာတစ်ခုခုတက်ပြီးဥပဒေနဲ့ပတ်သက်တဲ့ပြဿနာတွေ့ပြီဆိုရင်ကျွန်တော်တို့ထင်တာကကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားကဥပဒေမကျွမ်းကျင်ဘူးထင်တာအဲ့တော့ဘသူစီသွားလဲဆိုတော့ဥပဒေကျွမ်းကျင်တဲ့လူစီကိုအရင်သွားတယ်ဆိုပါတော့ကိုကဘာသာစကားမကျွမ်းကျင်ဘူးဆိုရင်ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားကယေရှုကအင်္ဂလိပ်လိုသိမတတ်ဘူးလို့ထင်တယ်အဲ့တော့အင်္ဂလိပ်လိုကျွမ်းကျင်တဲ့လူစီကိုသွားတယ်သွားလားသွားတယ်ကိုယ့်ဘာသာကိုစ조사ကြည့်တယ်ဒါပေမဲ့အဆင်ပြေလားမပြေဘူးဒီနေ့ကျမ်းစာမှာတော့သူကဘာပြောလဲဆိုတော့ဗမာလိုရေးတော့3ချက်တီးကျော်တယ်နိုင်3ချက်ကျော်လို့ရေးတယ်အင်္ဂလိပ်မှာတော့ 4th watch လို့ပြောတယ်ဂျူးနိုင်နဲ့4နိုင်အဲ့ဒီအချိန်ကာလဒီဂျူးနိုင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်မနေ့3နိုင်နဲ့6နိုင်နေမထွက်ခွင့်လောကမှာအမောင်ဆုံးအချိန်ဖြစ်တယ်တခါတလေကျွန်တော်တို့ရဲ့အသက်တာထဲမှာအမောင်ဆုံးအချိန်ရောက်တတ်တယ်ဖျားစကားတော့ကျွန်တော်တို့သိတယ်ဒါပေမဲ့လောကထဲမှာအမောင်ဆုံးအချိန်ကိုရောက်တတ်တယ်ဘာဖြစ်လို့လဲဆိုတော့ကိုတော်မပါလို့ဖြစ်တယ်ဒါပေမဲ့အဲ့အချိန်မှာကျွန်တော်တို့ကစူးစမ်းပြီးတော့လော်တတ်တယ်စူးစမ်းပြီးတော့ရုန်းကန်တယ်စူးစမ်းပြီးတော့ကြော်ဖြတ်ကြည့်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီမှာကြောက်တဲ့စိတ်ရှိလားရှိတယ်ဘာဖြစ်လို့လဲဆိုတော့ကိုတော်မပါလို့ဒီနေ့ကျွန်တော်တို့ဖျားကိုယုံကြည်တဲ့အခါမှာယုံကြည်ခြင်းနဲ့ပတ်သက်ပြီးပြောတဲ့အခါမှာခရစ်ယာန်တွေတော်တော်များများကယေရှုကိုအုံနောက်နဲ့သိကြတယ်အုံနောက်နဲ့ကိုးကွယ်ကြတယ်အုံနောက်နဲ့ဆုံးဖြတ်ကြတယ်အုံနောက်နဲ့ခံယူကြတယ်
မိတ်ဆွေအားပေးခြင်းနဲ့ခုနကလည်းကျွန်တော်ကျမ်းစာတင်တဲ့အခါမှာပြောပြပါတယ်ဖျားသခင်သည်နာဝိညာဉ်ဖြစ်တယ်ဒါကြောင့်ကိုးကွယ်သူအပေါင်းတို့သည်နာဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုးကွယ်ဖို့အရေးကြီးတယ်ကျွန်တော်တို့ကဖျားကိုဘာနဲ့ကိုးကွယ်လဲဆိုတော့မြင်ရတဲ့ခန္ဓာရဲ့စိတ်ကျဉ်မှုနဲ့ကိုးကွယ်တယ်ကျွန်တော်တို့ခန္ဓာမှာပျော်ရွှင်နေစီးပွားရေးအစဉ်ပြေတယ်အလုတ်ကောင်းနေကျမ်းမာတယ်ဆိုဖျားเจ้าလာခြင်းတယ်အစင်မပြေဖြစ်ရင်ဘုရားเจ้าမလာခြင်းဘူးတခါလေဘုရားเจ้าတွားကနေမှလေမြန်းစကားများရင်မတွားခြင်းတော့ဘူးစိတ်မပျော်တော့ဘူးမိတ်ဆွေဘုရားကတင့်ရဲ့ပျော်ခြင်းမပျော်ခြင်းကိုကြည်တာမဟုတ်ပါဘူးဘုရားကိုကိုးကွယ်တဲ့အခါမှာနာဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းကိုးကွယ်တတ်ဖို့အရေးကြီးတယ်ဒီနေ့သင်သည်အစဉ်ပြေခြင်းပြေမယ်မပြေခြင်းမပြေဘူးဒါပေမဲ့သစ္စာနဲ့ကိုးကွယ်ဖို့အရေးကြီးတယ်ဒီနေ့သင်သည်ကျမ်းမာခြင်းကျမ်းမာမယ်မကျမ်းမာခြင်းကျမ်းမာခြင်းအားနေကောင်းအားနေနိုင်တယ်ဒါပေမဲ့သစ္စာဖို့ကိုးကွယ်ဖို့အရေးကြီးတယ်သစ္စာနဲ့ကိုးကွယ်တဲ့လူစီမှာလွတ်မြောက်ခြင်းရှိတာဖြစ်တယ်အာမင်အဲ့ဒါတပည့်တော်တွေကကြောက်နေတဲ့ချိန်ဖြစ်တယ်နော်ညတကောင်အချိန်မှာအိုင်အလေမှာရောက်နေတယ်ဆက်လဲသွားလို့မရဘူးမုံတိုင်းကြုံတဲ့အခါမှာကြောက်နေတဲ့အခါမှာဘာတူလာလဲဆိုတော့ယေရှုကရေပေါ်မှာကြွလာတာကိုတွေ့တယ်အဲ့ဒီຢာလေးကိုဒီနှုတ်ကပတ်တော်ကိုကျွန်တော်စင်ကျင်တိုင်းကျွန်တော်ဘာသွားသတိရလဲဆိုတော့ကျွန်တော်မှာ6နှစ်သားလေး9နှစ်ပေါ့နော်9နှစ်ကျော်6နှစ်သားလေးရှိတယ်ကျွန်တော်သားလေးကိုကျွန်တော်ရေကူးကန်ခေါ်သွားတယ်ကျွန်တော်သားလေးကသိရေမကူတတ်ဘူးဒါပေမဲ့ကျွန်တော်သားလေးကိုသူကလူကြီးတွေကူးသလိုသူကျွန်တော်တို့ကူးသလိုသူ့အမတွေကူးသလိုသူကကူးခြင်းတယ်သူ့ကိုအဲ့လိုပေါ့ဒီရင်ဘတ်မှာနေဖော်တုံးလေးကပ်ပြီးမကြိုက်ဘူးအဲ့ဒါလေးကိုဖယ်ပြီးတော့သူကလူကြီးလိုကူးခြင်းတယ်ဒါပေမဲ့ကျွန်တော်သိတယ်သူမကူးတတ်ဘူးဆိုတာအဲ့တော့ဘာဖြစ်လဲဆိုတော့သူသွားခြင်းနဲ့ရင်နဲ့ထဲကိုကျွန်တော်ခေါ်သွားတယ်ဒါပေမဲ့ကျွန်တော်သူ့ကိုအမြဲတမ်းကြည့်နေတယ်သူနည်းနည်းလေးရက်ကန်ဖြစ်ပြီးတော့နည်းနည်းသိအစင်မပြေတော့ဆိုရင်ကျွန်တော်သူ့ကိုမားလိုက်တယ်ပြီးရင်သူရင်နဲ့ပြန်လာခြင်းသူ့ကိုပြန်ခေါ်သွားလိုက်တယ်ပြောချင်တာကကျွန်တော်အဖေတယောက်ဖြစ်တဲ့သူကတားရဲ့ဆန္ဒကိုဖြည့်ဆည်းပေးသလိုတားကိုအရေးတကြီးကြည့်နေတာဖြစ်တယ်အဲ့ဒီလိုပဲယေရှုခရစ်တော်ကသူ့ရဲ့တပည့်တော်တွေအစင်မပြေတဲ့ဟာကိုဘယ်သူသိလဲဆိုတော့ယေရှုသိတာဖြစ်တယ်အာမင်ဒါပေမဲ့ယေရှုကရေပေါ်မှာကြွပြီးလာတဲ့အခါမှာတပည့်တော်တွေကဘလို့ထင်လဲဆိုတော့သူတို့ကိုကယ်မဲ့သူတို့သခင်ယေရှုလို့မထင်ဘူးဘလို့ထင်လဲတရေလို့အောင်မိတာဒီနေ့ခရစ်ယာန်တွေထဲမှာယုံကြည်သူတွေထဲမှာလည်းအဲ့လိုပဲဒီနေ့အနာရောဂါငြိမ်းချင်းဖြစ်တယ်ဆိုရင်ဘာပြောလဲဆိုတော့အဲ့ဒါနတ်ဆိုးအလုံးလောက်တာတဲ့တော့ဒီနေ့ prophet တွေပြုတယ် prophet ပြုတာတွေမှန်တယ်ဆိုလေအဲ့ဒါနတ်ဆိုးအလုံးလောက်တာတဲ့အားပေးခြင်းနဲ့မိတ်ဆွေနတ်ဆိုးတောင်ချမ်းသာခြင်းကိုပေးနိုင်ရင်ကျွန်တော်တို့ကိုးကွယ်တဲ့အသက်ရှင်တဲ့ဘုရားကတာ၍ချမ်းသာစေတာဖြစ်တယ်အာမင်နတ်ဆိုးကကောင်းချီးပေးနိုင်ရင်ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားကအဲ့ဒါစေစားမကကောင်းချီးပေးနိုင်တာဖြစ်တယ်အာမင်ဒါပေမဲ့ကျွန်တော်တို့ကနတ်ဆိုးရဲ့လှုပ်ခြင်းကိုပဲခရစ်ယာန်တွေဝန်ခံတယ်ဘုရားရဲ့တတ်နိုင်ခြင်းကိုဝန်ခံဖို့အားနေကြတယ်ဒီနေ့တပည့်တော်တွေလည်းအဲ့လိုပါပဲရေပေါ်မှာအရေးတွေ့တဲ့အခါမှာဘာထင်လဲဆိုတော့သူတို့ပြတ်သခင်ယေရှုခရစ်တော်လို့သူတို့မခံယူဘဲနဲ့တရေလို့အောင်မိတယ်အဲ့ချိန်မှာယေရှုကဘာပြောလဲဆိုတော့ငြိမ်သက်ခြင်းရှိလို့တဲ့ငါပင်ဖြစ်တယ်တဲ့ It's I am ငါပင်ဖြစ်တယ်ငါပင်ဖြစ်တယ်ငါဒီအစနဲ့အဆုံးဖြစ်တယ်အဲ့ဒီငါပင်ဖြစ်တယ်ဆိုတဲ့အရာဟာဘာလဲဆိုတော့ယေရှုခရစ်တော်ဒီအရာခတ်သိမ်းဖြစ်တာဖြစ်တယ်အဲ့ဒီငါပင်ဖြစ်တဲ့ယေရှုကသင်ကျမ်းမာခြင်းလို့ရင်ငါပင်ဖြစ်တဲ့ယေရှုသည်ကျမ်းမာခြင်းအရှင်ဖြစ်တယ်သင်ငြိမ်သက်ခြင်းလိုချင်တယ်ဆိုရင်ငါပင်ဖြစ်တဲ့ယေရှုကငြိမ်သက်ခြင်းရဲ့အရှင်ဖြစ်တယ်အာမင်ငါပင်ဖြစ်တဲ့ယေရှုကအရာခတ်သိမ်းဖြစ်တာဖြစ်တယ်အဲ့ဒါတပည့်တော်တွေကယေရှုကိုကြည့်ပြီးတော့ကြောက်နေတဲ့အချိန်မှာသူတို့စီမှာတပည့်တော်တွေထဲမှာအာကျေတယောက်ရှိတယ်အဲ့ဒါဘာလို့လဲအာကျေနဲ့တပည့်တော်တယောက်ရှိတယ်ဘာလို့လဲအဲ့ဒါပေတရုသူကလေဖြစ်နိုင်တာမဖြစ်နိုင်တာရေမစင်စားဘူးပါဇက်ကအရင်ပြောတဲ့တပည့်တော်ဖြစ်တယ်တပည့်တော်တွေထဲမှာအယံအာထက်တဲ့သူဖြစ်တယ်အာဝစင်းရွှန်နေပေါ့နော်အဲ့တော့တပည့်တော်တွေ12ယောက်ကယေရှုလေပေါ်မှာလမ်းလျှောက်ပြီးကြွလာတာကိုကြည့်ပြီးကြောက်နေတဲ့အချိန်မှာပေတရုကယေရှုမှလည်းသိကောငါပင်ဖြစ်တယ်လို့ယေရှုကပြောလဲပြောကောပေတရုကဘာပြောလဲဆိုတော့ကိုတော်မှန်လျင်ရေပေါ်မှာလာရတဲ့ခွင့်ကိုကျွန်တော်ကိုပေးပါစဉ်းစားကြည့်နော်ပေတရုဆိုတဲ့လူဟာခေါက်မဟုတ်ဘူးသူကတန်ငါတယ်ရေနဲ့လှုပ်ရှားလာတာမွေးကလေးကသူငါးပန်းကျွမ်းတယ်ငါရဲ့အချိတ်ရှင်တွေသိတယ်ပင်လယ်ရဲ့အခြေအနေကိုသူအကဲခတ်လို့ရတယ်ဒါပေမဲ့သူ့ရဲ့အသက်တာထဲမှာတခါမှရေပေါ်မှာတော့
လမ်းမလျှောက်ဘူးဟုတ်လားရေပေါ်မှာတော့ तू လမ်းမလျှောက်ဘူးဒါပေမဲ့ तू ယေရှုကိုတွေ့တဲ့အခါမှာသူ့ရဲ့သခင်ယေရှုကို तू တွေ့တဲ့အခါမှာကိုတော်မှန်လျင်ရေပေါ်မှာလာရတဲ့အခွင့်ကိုပေးပါဆိုပြီးစာငတ်ချင်းနဲ့တောင်းတာပေတရုတယောက်ပဲရှိတယ်လေပေါ်မှာတပည့်တော်12ယောက်ရှိတဲ့ထဲမှာစာငတ်တော်သူသည်ပေတရုတယောက်ပဲရှိတယ်အဲ့ဒီစာငတ်တဲ့သူကိုဖခင်ကအမြဲတမ်းဖိတ်ခေါ်နေတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ကအသက်ရှင်တဲ့ဖခင်ကိုကိုးကွယ်တယ်ဒီနေ့အသက်ရှင်တဲ့ဖခင်လို့ကျွန်တော်တို့ဖခင်ကိုကျွန်တော်တို့ကြွေးကြော်ကြတယ်အသက်ရှင်တဲ့ဖခင်ကိုကိုးကွယ်ပါတယ်လို့ဝန်ခံတယ်ဒါပေမဲ့ကျွန်တော်တို့ခရစ်ယာန်အသက်တာထဲမှာသက်သေခံစရာဘာမှမရှိဘူးတခါကျအတန်ကြောင့်ခရစ်ယာန်တွေကိုကြည့်လိုက်တဲ့အခါမှာဘာအလင်းမှမရှိဘူးခရစ်ယာန်ဘဝကသိပြင်းစရာကောင်းတယ်လို့ထင်ဖို့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့အသက်တာမှာသက်သေခံစရာအကြောင်းမရှိဘူးကျွန်တော်ဖခင်ရဲ့ကောင်းမြတ်ခြင်းကိုကြွေးကြော်စရာအကြောင်းမရှိဘူးဖခင်အမျိုးပြုခဲ့တဲ့အမှုကိုသက်သေထူစရာအကြောင်းမရှိဘူးဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုတော့စာငတ်ခြင်းအားနည်းလို့ဖြစ်တယ်ပေတရုကရေပေါ်မှာလမ်းလျှောက်တာကိုမဖြစ်နိုင်ဘူးဆိုတာကိုတန်ဃာတွေတယောက်သိပါတယ်ဒါပေမဲ့ तू ကြိတ်နေတဲ့ယေရှုသူ့ရဲ့သခင်ယေရှုသည်အခွင့်ပေးရင် तू ရေပေါ်မှာလမ်းလျှောက်လို့ရတယ်ဆိုတဲ့ယုံကြည်ခြင်းသူ့မှာရှိတာဖြစ်တယ်မိတ်ဆွေဒီနေ့ဒီမှာရှိတဲ့ညီကိုမောင်နှမတွေအားပေးခြင်းတယ်ကျွန်တော်တို့တာမန်မီယိုဖလာခရိယန်နဲ့ဘာမှမထူးခြားတဲ့အတ္တတာနဲ့ကျွန်တော်တို့လောကမှာခရိယန်ဘဝနဲ့ကျွန်တော်တို့အဆုံးသတ်ကြရအောင်စာငတ်ခြင်းနဲ့ကျွန်တော်တို့အော်ဟစ်ကြရအောင်ကျွန်တော်တို့ဘဝမှာဘာတွေလိုအပ်လဲမငြိမ်သက်ဘူးလားကျွန်တော်တို့ဘဝမှာဝမ်းမြောက်စရာအကြောင်းမရှိဘူးလားကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာလူတွေမငြိမ်သက်ဘူးလားမငြိမ်ချမ်းဘူးလားသင်အားဖြင့်ငြိမ်သက်ဖို့ဖြစ်တယ်အာမင်ကျွန်တော်တို့အယောက်စီတိုင်းကိုမတူတဲ့နေမြေမှာဖျားထားတယ်တချို့တွေဟလာအော်နေဟိုစက်ရုံမှာအလုပ်လုပ်တဲ့လူရှိတယ်ချက်သားကုတ်တဲ့လူရှိမယ်နော်ဒီရုံးခန်းတွေမှာအလုပ်လုပ်တဲ့လူရှိမယ်စကားပြန်လုပ်တဲ့လူရှိမယ်ကြောင်းတက်တဲ့လူရှိမယ်ဘာဖြစ်လို့ဖခင်ကနေမြေမတူတဲ့နေရာမှာထားရလဲဆိုတော့သင်အားဖြင့်ဤလောကမှာအလင်းလင်းမှုဖြစ်တယ်အာမင်တချို့တွေစီးပွားရေးနယ်ပယ်မှာရှိတယ်တချို့တွေပညာရေးနယ်ပယ်မှာရှိတယ်တချို့တွေသာသနာထဲမှာရှိတယ်တချို့တွေလုပ်ငန်းခွင်ထဲမှာရှိတယ်မိတ်ဆွေရှိတဲ့နေရာမှာကိုတို့ရဲ့အလင်းကိုလင်းမှုဖြစ်တယ်အာမင်ဒါပေမဲ့ကျွန်တော်တို့စာငတ်ခြင်းတော့အရေးကြီးတယ်ကျွန်တော်တို့ခရိယန်တွေကအနာရောဂါငြိမ်းနိုင်တယ်ဖခင်ကအနာရောဂါနဲ့ငြိမ်းနိုင်တယ်ဆိုတာကိုယုံလားယုံတယ်ဒါပေမဲ့ကျွန်တော်တို့နေမကောင်းဖြစ်ရင်ဘယ်ကိုအရင်သွားလဲအရင်ဆုတောင်းလားအရင်စေကန်းသွားလားစေကန်းကိုအရင်ဆုံးသတိရတယ်ကျွန်တော်တို့ပြဿနာတက်တဲ့ဆိုရင်ဖခင်ကိုအရင်မဆုတောင်းဘူးဖခင်ကိုအရင်ဆုမတောင်းမဲနဲ့ဘသူငါပြဿနာကိုဖြေရှင်းနိုင်မလဲဆိုပြီးအရင်ရှာတယ်ဘာဖြစ်လို့လဲဆိုကျွန်တော်တို့အဲ့ဒီလိုရှာနေတဲ့၍ကိုယ့်ဘာကိုစူးစမ်းပြီးရုန်းကန်နေတဲ့၍ဘယ်တော့မှဖခင်ရဲ့ miracle ကိုမြင်ရမှာမဟုတ်ဘူးမှန်ပါတယ်လောကမှာတယောက်နဲ့တယောက်ယုံကြည်သူတွေဖိမဖို့ဖြစ်တယ်အလုံးမရှိရင်အလုံးရှာပေးတဲ့လူစီကိုအကူအညီတောင်းဖို့ဖခင်ထားရတယ်ခွဲခံထားတယ်ဒါပေမဲ့ဘသူစီအရင်သွားမလဲဆိုတော့ဖခင်စီအရင်သွားမှာဖြစ်တယ်ကိုတော့ကျွန်တော်အလုပ်လိုတယ်ဒီသားစီမှာကျွန်တော်သွားမယ်ကိုတော့အကောင်းဆုံးအလုပ်ကိုကျွန်တော်ကိုဒီသားအဖြစ်ပြင်ဆင်ပေးရတယ်ဆိုတဲ့ယုံကြည်ခြင်းမျိုးနဲ့သွားဖို့အရေးကြီးတယ်ဒါပေမဲ့ကျွန်တော်တို့ကသွားတယ်ဖျားမပါတဲ့ယုံကြည်ခြင်းနဲ့သွားတာဟိုငါအလုပ်လို့ရင်တော့ဒီလူငါ့ကိုအလုပ်ပေးနိုင်မှာပဲငါပတ်စံလို့ရင်တော့ဒီလူငါ့ကိုပတ်စံချီးနိုင်မှာပဲငါအင်္ဂလိပ်စာစကားပြန်လို့ရင်တော့ဒီလူအင်္ဂလိပ်စာစကားပြန်နိုင်မှာပဲဆိုတဲ့လူကိုယုံကြည်ပြီး focus နဲ့သွားတဲ့အခါမှာဘယ်တော့မှလောကမှာ miracle ကိုမမြင်ရဘူးဖြစ်နေတယ်ဒီနေ့တပည့်တော်12ယောက်လေထဲမှာရှိနေတဲ့အချိန်မှာစာငတ်တဲ့ပေတရုကကိုတော်မှန်ရင်ရေပေါ်မှာလာရတဲ့ခွင့်ကိုပေးပါလို့ပြောတဲ့အခါမှာယုံကြည်ခြင်းနဲ့စာငတ်ခြင်းနဲ့တောင်းတဲ့လူကိုဘုရားကခေါ်တယ်။ Come လာခဲ့အဲ့ဒီအခါမှာပေတရုမစင်စားဘူး။ तू မြင်နေတဲ့ तू ကြည့်နေတဲ့ယေရှုကို focus ထားပြီးတော့လေပေါ်ကဆင်းပြီးလမ်းလျှောက်တဲ့အခါမှာတန်ဃာတဲ့ပေတရုသည်ယေရှုကဲ့သို့ရေပေါ်မှာလမ်းလျှောက်ရတဲ့ခွင့်ကိုရတယ်။အာမင်။အဲ့ဒါဘာဖြစ်လို့ဆိုတော့သူ့အထဲ၌ရှိတဲ့ယုံကြည်ခြင်းနဲ့သူ့ရဲ့အမြင်အာရုံဒီယေရှုခရစ်တော်ကို focus ထားလို့ဖြစ်တယ်။ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာဘာတွေအားနည်းနေလဲ။ဘာတွေမပြည့်စုံဘူးလဲ။ကျွန်တော်ဘဝမှာတခါတလေကြာရင်လင်မယားချင်းတော့တိုင်ပင်မှုခတ်တဲ့အချိန်တွေရှိတယ်။ကိုယ့်ရဲ့ပြဿနာသူ့ကိုသွားပြောလို့မရဘူး။ကိုယ့်ရဲ့ပြဿနာပြောလိုက်ရင်မိသားစုတွေမှာတာရစ်ကြီးတဲ့ပြဿနာတက်သွားနိုင်တယ်။ကျွန်တော်တိုင်ပင်လို့မရတဲ့အချိန်တွေရှိတယ်။မိတ်ဆွေယေရှုကို focus ထားပြီးခေါ်လိုက်ပါကိုတော့ကျွန်တော်တို့ဒီပြဿနာကျွန်တော်ဘယ်လိုဖြေရှင်းမလဲကိုတော့ကျမတို့ဒီပြဿနာကိုတော့ပဲတတ်နိုင်တယ်ဆိုတဲ့ယေရှုကို focus ထားပြီးသွားလိုက်ပါမိတ်ဆွေသင်ရဲ့ဘဝမှာညီသက်ချင်းရောက်လာမှာဖြစ်တယ်အာမင်ပေတရုရဲ့တတ်တာမှာယေရှုကို focus ထားပြီးတော့
ယေရှုရဲ့ကမ်းဆိုတဲ့အခွင့်ပေးတဲ့အတန်ကိုကြားတဲ့အခါမှာပေတရုရေပေါ်မှာလမ်းလျှောက်ခွင့်ကိုရတယ်လမ်းနေရင်းနဲ့ယေရှုကိုကြည်နေရင်းနဲ့ပဲပတ်ဝန်းကျင်ကိုသူသတိထားမိတယ်လေပြင်းမုန်တိုင်းတိုက်တာကိုကြားတယ်အတန်ကိုကြားတဲ့အခါမှာ focus ထားနေတဲ့ယေရှုကိုလွှဲပြီးပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာရေထဲကိုနစ်သွားတယ်ကျွန်တော်တို့ဘဝမှာလည်းယုံကြည်သူလို့ပြောပြီးယေရှုနောက်ကိုလိုက်နေပေမဲ့နှင်းမြုပ်ခဲ့တဲ့အချိန်တွေရှိတယ်ချော်လဲခဲ့တဲ့အချိန်တွေရှိတယ်ကျွန်တော်တို့လဲကျပြိုလဲခဲ့တဲ့အချိန်တွေရှိတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ focus လွဲသွားလို့ဖြစ်တယ်ယေရှုကိုကြည့်တော့ကြည့်နေတာပဲဒါပေမဲ့ပတ်ဝန်းကျင်အခြေအနေပြောင်းလဲလာရင်ပတ်ဝန်းကျင်ထဲမှာလဲသွားတဲ့ယုံကြည်သူတွေအများကြီးရှိတယ်ကျွန်တော်တို့လွန်ခဲ့တဲ့တိတ်မကြခင်ပေါ့နော်သမဏအတိတ်တက်တဲ့အချိန်မှာကျွန်တော်တို့ဗမာပြည်သားတွေထဲမှာအမျိုးမျိုးဝေဖန်တယ်ကြားရတယ်ဟဲ့ဒေါ်နယ်ထရန့်တက်လာရင်တော့ငါတို့ဒုက္ခတွေပြန်လွတ်မယ်နဲ့တူတယ်ငါတို့ကိုနိုင်ငံသားမပေးတော့ရင်ဒုက္ခပါပဲငါတို့ဘယ်လိုပြန်ရမလဲမသိဘူးเนาะအဲ့လိုအမျိုးမျိုးစိုးရင်ကြမိတ်ဆွေဖခင်ကတင့်ကိုဒီနေရာအထိပို့တာပြီးပြီဒေါ်နယ်ထရန့်ကလို့ဒေါ်နယ်ဒက်ပဲတက်တင့်ကိုဖခင်တောင်းဝင်ယူတယ်အာမင်တင့်ကိုဖခင်ကချီးမြှောက်ခြင်းလို့ဒီနိုင်ငံကိုပို့ပြီးပြီတင်းရဲ့ focus ကယေရှုပဲဖြစ်နေပါစေအာမင်တင်းရဲ့ focus ကယေရှုဖြစ်နေတင်းဒီဘယ်တော့မှမဆုံးရှုံးဘူးပေတရုရဲ့တတ်တာမှာယေရှုကိုကြည့်နေရင်းနဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာရေထဲနစ်သွားတဲ့အခါမှာသူအော်တယ်ကဲပါလို့ခေါ်တဲ့အခါမှာကျွန်တော်တို့ကိုချစ်တဲ့ယေရှုကဘယ်တော့မှကျွန်တော်တို့ကိုအလင်းစွန့်ပစ်တဲ့ဘုရားမဟုတ်ဘူးပေတရုအော်တဲ့အခါမှာပေတရုကိုချက်ချင်းနဲ့ချမ်းသာမှာတို့လို့ပြောပါတယ်ချက်ချင်းလက်တော်ကိုဆန်းလျက်ပေတရုကိုကယ်တယ်အာမင်မိတ်ဆွေသင်ယေရှုကိုကြည်နေရကနေ focus လွဲပြီးတော့တခြားအခြေအနေကိုကြည့်လို့လဲကျတဲ့အချိန်ရှိကောင်းရှိနိုင်ပါတယ်အခုရှိရင်လည်းရှိနေမှာပါဒါပေမဲ့မိတ်ဆွေသင်ကိုချစ်တဲ့ယေရှုရှိတယ်អော်လိုက်ပါကိုတော်ကျမကိုတော်ကိုပဲလိုပါတယ်ကိုတော်ကယ်ပါကိုတော်မင်းတတ်နိုင်ပါတယ်ခေါ်လိုက်ပါယေရှုသင်ကိုချက်ချင်းကယ်မဖို့အစဉ်သင့်ရှိတယ်အာမင်ပေတရုအော်တဲ့အခါမှာယေရှုကချက်ချင်းလက်တော်ကိုဆန့်တယ်ဆန့်ပြီးတော့ပြောတယ်ယုံကြည်ခြင်းအားနည်းသောသူဆိုပြီးတော့ပေတရုကိုအပြစ်တင်ပြီးတော့လှေထဲကိုဝင်တဲ့အခါမှာလေသည်ငြိမ်သက်ခြင်းကိုပေးတယ်တဲ့လေပြင်းမုန်တိုင်းပျောက်သွားတယ်အရာအလုံးဒီငြိမ်သက်သွားတာကိုတွေ့ရတယ်အဲ့ဒီဟာလေးကိုကျွန်တော်စဉ်းစားတာလှေပေါ်မှာ12ယောက်တပည့်တော်12ယောက်ပါတယ်ပေတရုရေပေါ်မှာလမ်းလျှောက်တဲ့အခါမှာတပည့်တော်17ယောက်ကကြည်နေမှာပဲနော်ဟဲဒီကောင်လှုပ်ပြန်ပြီးတန်လာတယ်ဘာလို့အောင်မလဲလမ်းလျှောက်နေဟဲရှောက်ပြီးတော့ရှောက်ပြီးဟိုရှောက်နေတယ်လဲသွားပြီအောက်မလဲနေတော့နေသေးတယ်လဲတာဟလာဆုံးဖြတ်ကောင်းဆုံးဖြတ်နိုင်တယ်ဒါပေမဲ့မိတ်ဆွေလှေပေါ်မှာတပည့်တော်12ယောက်ရှိပေမဲ့ရေပေါ်မှာလမ်းလျှောက်ဖူးတာပေတရုတယောက်ပဲရှိတယ်အာမင်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာမဖြစ်နိုင်တာကိုဖြစ်စေတဲ့ဘုရားကျွန်တော်တို့နဲ့တူရှိတာဖြစ်တယ်အာမင်သင်ယုံကြည်ခြင်းနဲ့လမ်းလိုက်ပါလောကမှာလူတွေမထင်တာတဲ့လူတွေမမြင်တာတဲ့အရာသင်ရဲ့အသက်တာမှာဖြစ်လာမှာဖြစ်တယ်အာမင်ကျွန်တော်စပြီးတော့အမှုတော်ဆောင်တဲ့အခါမှာတော်တော်များများကပြောကြတယ်ဟာဒီအရာသမားတဲ့အခုမှတဲ့ကျမ်းစာကိုဂျိုင်းညက်ပြီးတော့တဲ့ဟိုသွားတီသွားနေမျက်စိကိုနှောက်နေတာပဲတဲ့လူတွေစကားကိုကျွန်တော်အာရုံစိုက်မယ်ဆိုရင်တော့ကျွန်တော်အမှုတော်ဆောင်မှုအချိန်မရှိပါဘူးဒါပေမဲ့ကျွန်တော်သိတယ်ကျွန်တော်ကိုခေါ်တဲ့ဖရားကျွန်တော်ခေါ်ရင်ထူးတဲ့ဖရားကိုကျွန်တော်သိတဲ့အခါမှာအဲ့ဒီဖရားကို focus ထားပြီးကျွန်တော်သွားတယ်ကျွန်တော်လောကမှာအခြေအနေတွေမှာကျွန်တော်လဲခဲ့တဲ့အခြေအနေရှိပါတယ်ကျွန်တော်တော့ဒီပြီးခဲ့တဲ့နှစ်ကကျွန်တော်အခုပေါ့အချိန်ပြည့်မှုတော်ဆောင်နေနဲ့2နှစ်ကျော်ပြီးကျွန်တော်အချိန်ပြည့်မှုတော်ဆောင်လုပ်တာဘဝမှာတကယ်ခက်ခဲတဲ့အရာတွေကျွန်တော်ကြုံတွေ့ရတယ်တရက်ကျွန်တော်အခု North Carolina ကျွန်တော်တနေ့ပေါ့နော်ဒီတရားလာဟောဖို့ခေါ်တယ်ကျွန်တော်အိမ်မှာကားနှစ်စီးရှိတယ်ကားလည်းရှိတယ် insurance လည်းရှိတယ်ကျွန်တော်မှာဟောစရာတရားလည်းတပုံကြီးပဲဘုရားရဲ့နှုတ်ကပတ်တော်အပြည့်ရှိတယ်ဒါပေမဲ့ပြဿနာကျွန်တော်မှာကားစီဖို့မရှိဘူးဖြစ်နေတာတပတ်ချိုပြီးခေါ်ရတယ်တနင်္လာနေ့ကျွန်တော်ဆူတောင်းတယ်စီဖို့မရှိဘူးအင်္ဂါနေ့ဆူတောင်းတယ်စီဖို့မရဘူးတောက်ကြနေ့ရောက်လာပြီအဲ့စီဖို့မရဘူးကျွန်တော်မိန်းမစီမှာလည်းကျွန်တော်မတောင်းရဲဘူးဘာလို့ကျွန်တော်ယုံကြည်ခြင်းနဲ့ကျွန်တော်တတ်သိထူနေတဲ့အချိန်ဖြစ်တယ်ကျွန်တော်နားမလည်နိုင်ဘူးကိုတော့ဒီခေတ်ကကိုတော့ပြင်ဆင်လာတာဖြစ်တယ်ကိုတော့ကျွန်တော်ကိုတွားစီမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်လိုနေတယ်အဲ့ဒီပတ်စံကျွန်တော်ဘယ်ရရမလဲကျွန်တော်မသိဘူး
ဒါပေမဲ့ကျွန်တော်ရဲ့အတွင်းထဲမှာသေချာတဲ့စိတ်ချမှုကတော့ငါကိုးကွယ်တဲ့ဘုရားကငါ့ကိုခေါ်ထားတဲ့ဘုရားကငါ့ကိုဘယ်တော့မှမစွန့်ဘူးငါနဲ့အတူရှိတယ်ဆိုတော့ကျွန်တော်ယုံတယ်ဒါပေမဲ့ဘယ်ဘလို့လာမလဲကျွန်တော်မသိဘူးအားနဲ့တောက်ကြနေညရောက်လာပြီမထူကြဘူးစနေနေ့ကျွန်တော်သွားရတော့မယ်အဲ့ဒါကျွန်တော်ဘုရားကိုဆုတောင်းတယ်ဘုရားနဲ့ပဲအချိန်ယူနေချိန်မှာကျွန်တော်ညီလေးတယောက်ကဖုန်းဆက်တယ်အမြဲတမ်းသူ့အိမ်ကိုလည်းကျွန်တော်ဝင်ထွက်သွားလာနေတာဖြစ်တယ်ဟိုနေမော်နော်ကော်ဖီတော့တောက်နေကြအရင်လဲခင်းတယ်အဲ့နဲ့ဆရာတဲ့ဒီနေ့ကျွန်တော်တို့အိမ်မလာတာကြာပြီတဲ့ဆရာဘေးပြောင်းနေတာလေတဲ့ဆိုဟုတ်တယ်လို့ကျွန်တော်မအားလို့ပေါ့နော်ကျွန်တော်သူ့ကိုပြောပြတဲ့အခါမှာအိမ်လာခဲ့လေတဲ့ကော်ဖီတောက်အောင်နဲ့ဆိုတော့အော်အေးပေါ့လေကျွန်တော်လည်းသူ့အိမ်မှာကော်ဖီမသွားမလေတာကြာပြီဆိုကျွန်တော်ကော်ဖီတော့တောက်ကျွန်တော်ဘာမှမသိဘူးကော်ဖီတောက်တယ်သူတို့နဲ့လို့ပဲအလာဘာတာလာဘာစကားပြောတယ်ပြောနေနေနည်းနည်းလေး10နိုင်လောက်လဲကြာအောင်ကျွန်တော်ပြန်တော့မယ်လို့ပြောတဲ့အခါမှာဆရာတွေမပြန်တဲ့အောင်နဲ့နည်းနည်းဆူတောင်းပေးအောင်နဲ့ဆိုတော့ဟာလာဘာအတွက်လဲလို့ပြောတော့ကျွန်တော်သမီးလေးမွေးနေတဲ့ဆူတောင်းပေးဆိုโอเคပေါ့သမီးလေးမွေးနေဆူတောင်းပေးပြီးပြန်မယ်လဲလို့ကောဆရာနဲ့နေအောင်ဆိုပြီးတော့စာရီလေးလာထည့်အဲ့ဒီကိုကျွန်တော်ဝင်တဲ့ချိန်မှာကျွန်တော်တကယ်ပြတာပါဒီလိုအဝင်ရမယ်လို့လဲကျွန်တော်မစဉ်းစားဘူးဖြစ်လာမယ်လို့လဲကျွန်တော်မထင်ဘာလို့ကျွန်တော်နေ့တိုင်းတော်တော်လေနေကြအိမ်လေးဆိုတော့သူစာရီလေးလာထည့်တော့ကျွန်တော်ဟိုနေမနော်အေးပေါ့ယူလာတာပေါ့ယူလာပြီးကားပေါ်ရောက်ပြီးကျွန်တော်ဖွင့်လိုက်တဲ့အခါကျတော့မှဒေါ်လာ100အဲ့တော့မှကျွန်တော်ချက်ချင်းသွားတည်တယ်ကျွန်တော်စုတောင်းနေတာအေးဝင်ဂီလီအတွက်စီဖို့ကျွန်တော်ရတာဖြစ်တယ်ကျွန်တော်မျက်ရည်ကျတယ်ဒေါ်လာ100ဆိုတာကျွန်တော်တို့1ဒီလောက်ကြီးမားတဲ့ပတ်စံမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီလိုအပ်နေတဲ့အချိန်မှာအချိန်မီဘုရားကပြင်ဆင်ပေးတဲ့အတွက်ကောင်းမြတ်လို့နဲ့ဘုရားကိုတည်တဲ့အခါမှာကျွန်တော်မျက်ရည်တောင်ကျတယ်ချီးမွမ်းတာဘာဖြစ်လို့ဘုရားကကျွန်တော်တို့ကိုအမြဲတမ်းကြည့်ရှုနေတာဖြစ်တယ်နည်းနည်းလေးမှနောက်မကျတဲ့ဘုရားဖြစ်တယ်ခေါ်ရင်ထူးတဲ့ဘုရားဖြစ်တယ်အဲ့ဒီအချိန်မှာကျွန်တော်နားလေတာဖြစ်တယ်ဒါကြောင့်ကျွန်တော်အဲ့ဒီဘုရားရဲ့ကောင်းမြတ်ကြောင်းကိုကျွန်တော်သိတဲ့အခါမှာကျွန်တော်လုံးဝဒီလောကအရာတွေကိုကျွန်တော်ဆွန့်လွတ်တယ်ကျွန်တော်ဘုရားရဲ့အမှုတော်မြတ်ထဲမှာကျွန်တော်သွားတဲ့အခါမှာတကယ်ပါကျွန်တော်2016ကုန်တော့ကျွန်တော်ဘုရားနဲ့ပြန်အချိန်ယူတဲ့အခါမှာ2016ထဲမှာလူပေါင်း3000ကျော်ကိုကျွန်တော်အေဝံဂေလိပြောခွင့်ရတယ်ကိုလိုရာဒိုမှာကျွန်တော်မထင်မှတ်ထားဘဲနဲ့လူ18ယောက်ကိုကျွန်တော်နှစ်ချင်းပေးရတဲ့အခွင့်ကိုရတယ်ပြီးရင် state ပေါင်း20ကျော်ကိုကျွန်တော်သွားရတဲ့အခွင့်ရတယ်အိုးဖခင်ရဲ့ကောင်းမြတ်ခြင်းကိုပြန်စဉ်းစားတဲ့အခါမှာကျွန်တော်အယက်သမားတယောက်ကျွန်တော်ဘာမှကျွန်တော်မှမရှိပါဘူးကျွန်တော်မှဘာမှအစီအစဉ်မရှိပါဘူးဒါပေမဲ့ကျွန်တော်နဲ့အတူရှိတဲ့ဘုရားကကျွန်တော်ကိုအစဉ်မြဲကြည့်ရှုမဆာနေတဲ့ဘုရားဖြစ်တယ်ကျွန်တော်ဘာလို့လဲဆိုတာသိတဲ့ဘုရားဖြစ်တယ်အဲ့ဒီအရာကိုသိလာတဲ့အခါမှာဒီ2019မှာကျွန်တော်ဘုရားစီမှာဆုတောင်းတယ်ကိုရောလို့ကျွန်တော်တာမန်အမှုတော်ဆောင်ကျွန်တော်မဖြစ်ချင်ဘူးအဲ့လိုပြောလို့ကျွန်တော်အရန်အောင်မြင်ခြင်းတယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူးတနေ့မှာ52ဖက်ရှိတယ်အဲ့ဒီ52ခေါက်ပဲတရားဟောရတယ်ခက်ပြင်းပြင်းသင်းအောင်ဆရာခက်ပြင်းပြင်းမှုတော်ဆောင်ကျွန်တော်မလုပ်ချင်ဘူးအဲ့တော့ကျွန်တော်ဝိညာဉ်ဘိတ်သိက်3စားနဲ့တနေ့မှာ156ကတရားဟောရတယ်ကျွန်တော်တရားဟောဆရာဖြစ်ချင်တယ်ကျွန်တော်ဘုရားစီမှာဆုတောင်းတယ်ပြီးရင်ကျွန်တော်နိုင်ငံတကာသွားမယ်ဒီ2019မှာလူပေါင်း1000ကိုအေဝံဂေလိဝင်ရမယ်ဒါကျွန်တော်ရဲ့ယူပါရုံဖြစ်တယ်ပြီးရင်ကျွန်တော်ကျမ်းစာကိုအစအဆုံးကျွန်တော်ပြန်ဖတ်မယ်ဘုရားရဲ့နိုင်ငံတော်အတွက်ကျွန်တော်ပါဝင်မယ်ကျွန်တော်ဆုတောင်းတယ်ဆုတောင်းတဲ့အခါမှာဘုရားကတကယ်ပဲပြင်ဆင်ပေးတဲ့အခွင့်ကိုရပါတယ်ကျွန်တော်ဒီနေ့မနက်9နာရီမှာကျွန်တော်တရားထားဟောမထင်သားဘူးကျွန်တော်ရဲ့အစီအစဉ်မရှိဘူးတနင်္ဂနွေနေ့မနက်9နာရီမှာကျွန်တော်တရားဟောရတဲ့ခွင့်ကိုဘုရားပြင်ဆင်ပေးတယ်လူတွေကိုကယ်တင်ခြင်းဝင်ကားရတယ်ဘုရားရဲ့သက်သေကိုကျွန်တော်ဒီနေ့ထူရတာဖြစ်တယ်ဆိုကျွန်တော်ရဲ့အသက်ရှင်ခြင်းအရာအလုံးတွေဘုရားအတွက်ပဲဖြစ်တယ်အဲ့ဒီအခါမှာကျွန်တော်ကခရစ်တော်ကို focus စားပြီးကိုတို့ရဲ့အသံကိုနားထောင်ပြီးသွားတဲ့အခါမှာကျွန်တော်နင်းနဲ့မြေဒီကောင်းကြီးဖြစ်တယ်အာမင်ကျွန်တော်ရှိတဲ့နေရာမှာနှုတ်ကပတ်တော်စီစဉ်တယ်ကျွန်တော်ရှိတဲ့နေရာမှာဘုရားရဲ့အသက်ရှင်ခြင်းနမိတ်လက္ခဏာရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ရဲ့ဖယားစီမှာထားတဲ့ focus ဖယားရဲ့အတန်ကိုနားထောင်ခြင်းဖယားရဲ့တက်နိုင်ခြင်းကိုဆွဲလန်းတဲ့အခါမှာဖယားရဲ့နမိတ်လက္ခဏာဒီကျွန်တော်ထဲကပြည့်စုံလာတာဖြစ်တယ်။ဒါကြောင့်အားပေးခြင်းနဲ့ဒီမှာရှိတဲ့ညီကိုမောင်နှမတွေကျွန်တော်လိုသုံးစားလို့မရတဲ့အယက်သမားတော်ဒီလောက်သုံးနေဆိုရင်ကျွန်တော်ထက်အရေးချင်းပြည့်တဲ့သင်တို့ကိုဖယားဒီထက်ပိုသုံးခြင်းတာဖြစ်တယ်။ကျွန်တော်ထက်ပညာတတ်တဲ့ကျွန်တော်ထက်အစွမ်းစားတတ်တဲ့လူတွေဒီထဲမှာအများကြီးရှိပါတယ်။သင်ကိုဖယားအသုံးပြုခြင်းတယ်သင်ရဲ့ focus ကခရစ်တော်ပဲဖြစ်ပါစေအာမင်ဒီနေ့လေပေါ်မှာတပည့်တော်12ယောက်ရှိပေမဲ့ပေတရုတစ်ယောက်တည်းပဲရေပေါ်မှာလမ်းလျှောက်ဖူးတဲ့သက်သေကျမ်းစာထဲမှာရှိတယ်ပေတရုကတွက်ချက်ပြီးသွားတာမဟုတ်ပါဘူး
ဒီအချိန်မှာဒီလိုရှောင်းရင်ရေပေါ်မှာရှောင်းလန်းနိုင်မယ်ဆိုတဲ့တွက်ချက်ချင်းမရှိပါဘူးသူ့ရဲ့အတွင်းထဲမှာခရစ်တော်ကိုစစ်စစ်ကြည့်ပြီးကိုတော်ရှိရင်အရာအလုံးဖြစ်နိုင်တယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့လှမ်းလိုက်တာနဲ့ပေတရုဆိုတဲ့တန်ဃာတွေရေပေါ်မှာလမ်းလျှောက်ရတဲ့ခွင့်ကိုရပါတယ်မိတ်ဆွေသင်အားဖြင့်ဘုရားကြီးစွာသောအမှုကိုပြုကျင်တာဖြစ်တယ်အာမင်သင်ရဲ့ယုံကြည်ခြင်းကိုတိုးလိုက်ပါသင်ရဲ့ယုံကြည်ခြင်းကိုရှစ်တလန်းလှမ်းလိုက်ပါသင်ရဲ့ယုံကြည်ခြင်းကိုဖွင့်လိုက်ပါကိုတော်ကိုကြည်နေတဲ့ကိုတော်ဖြစ်စေခြင်းနဲ့စာနာကျွန်တော်ကျမပြုပါမယ်ကိုတော်ကိုပဲလိုချင်ပါတယ်ကိုတော်ကိုပဲစာငတ်ပါတယ်ကိုတော်အခွင့်ရှိရင်ကျွန်တော်ကျမကိုတော်ရဲ့မှုတော်အတွက်နိုင်ငံတော်အတွက်ပါဝင်ပါမယ်ဆိုတဲ့ဆုံးဖြတ်ချက်ဒီနေ့သင်ချလိုက်ပါအားကြီးတော်မူဖျားပြုမှာဖြစ်တယ်အာမင်ဒီနေ့ကျွန်တော်တို့ခရစ်ယာန်တွေတော်တော်များများကအမေရိကန်နိုင်ငံကိုရောက်လာတဲ့အခါမှာကောင်းကောင်းစားဖို့အဆင့်လောက်ပဲကျွန်တော်တို့စဉ်းစားရတယ်ကျွန်တော်အမြဲတမ်းပြောပါတယ်မိတ်ဆွေဗမာပြည်လိုခက်ခဲတဲ့နေရာမှာဟိုးတောင်မော်တောင်ကြားတောင်အောင်ကြောင်ကြားတွေမှာရှိလေကျွန်တော်တို့ညက်ပြီးမသေးခဲ့ပါဘူးကျွန်တော်တို့မလေးရှားတို့ထိုင်းတို့မှာရေးကြောင်ရတယ်တထေးကြောင်ရတယ်စူပါဗိုင်ဇာကြောင်ရတယ်နိုင်ငံသားတွေကြောင်ရတယ်ကြောင်ရွတ်ချင်းနဲ့ကျွန်တော်တို့အသက်ရှင်ပေမဲ့မငက်ခဲ့ပါဘူးဒီနေ့အမေရိကရောက်တော့မှဘာဖြစ်လို့နေဖို့စားဖို့ညက်ဖို့သင်တို့စိုးရိမ်နေတာလေဒီနေ့အကောင်းဆုံးနိုင်ငံကိုဘုရားပို့ထားတာဘုရားဘုန်းထင်ရှားဖို့ဖြစ်တယ်အာမင်။အိုးဘာမှမရှိတဲ့နေရာမှာသင်စားခဲ့ရတယ်ဒီနေ့သင်ဝမ်းစွာစားတဲ့အချိန်မှာဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါကျွန်တော်တို့အားပေးခြင်းနဲ့ဒီညီကိုမောင်နှမတွေကျွန်တော်တို့ကလေခရစ်တော်ကိုကျွန်တော်တို့ကိုးကွယ်တဲ့အခါမှာခရိယန်တွေတော်တော်များများဘက်ကတစ်ချက်ငရေကလွတ်ယုံကယ်တင်ခြင်းကိုရရင်တော်ပြီဆိုပြီးကိုးကွယ်တယ်နေ့ချက်ကောင်းချီးရဖို့ကိုးကွယ်တယ်အဲ့ဒီလောက်လေးနေတော့ယေရှုကိုသင်ကိုးကွယ်တာအယံသေးလွန်းတယ်မိတ်ဆွေဘာနဲ့သွားတူလဲသိလားတမန်တော်ကြီးတယောက်ရှိတယ်သူ့ရဲ့နိုင်ငံမှာတန်း50တန်း60လောက်ပြည်သူပြည်သားတွေရှိတယ်မှာနိုင်ငံချင်းစစ်ဖြစ်ဖို့အတွက်ပြဿနာတွေတက်တော့မယ်စစ်ဖြစ်တော့မယ်ဆိုတဲ့ပြဿနာဖြစ်နေတဲ့အချိန်မှာတမန်တော်ကြီးကအကြီးအကျယ်သူ့နိုင်ငံမှာစစ်မဖြစ်ဖို့သူ့နိုင်ငံမှာစစ်ဘေးဒုက္ခမရောက်ဖို့သူ့နိုင်ငံမှာစစ်နဲ့ပြဿနာမတက်ဖို့သူ့ရဲ့နိုင်ငံသူနိုင်ငံသားတွေမသေးဖို့အယံဆုံးဖြတ်ပြီးတမန်တော်ကြီးကတကယ့်နိုင်ငံတော်အတွက်ကြီးမားတဲ့ဆုံးဖြတ်ချက်တွေဆုံးဖြတ်ပြီးတော့ပြန်လာတဲ့အခါမှာသူ့ရဲ့အိမ်ကငါးနှစ်သားလေးကပပဆိုပြီးပြန်လာပြီးတော့အာဘွားပေးတယ်ပြီးတော့ပပချုပ်ချင်ပေးပါဆိုတောင်းတကယ်တော့သူ့ရဲ့အဖေကနိုင်ငံကြီးရဲ့သမ္မတဒါပေမဲ့ကလေးကသူ့အဖေကိုဘယ်လိုမြင်လဲဆိုတော့ချုပ်ချင်ကျွေးတဲ့အဖေလောက်ပဲမြင်တယ်ဒီနေ့ကျွန်တော်တို့ခရိယန်တွေကခရစ်တော်ကိုမြင်တဲ့အခါချုပ်ချင်လောက်ပဲလိုချင်တာအဲ့ဒီခရစ်တော်ဒီအလုံးစုံဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားမလည်ဘူးခရစ်တော်ဒီကျွန်တော်ကျမတို့ရဲ့အလုံးစုံဖြစ်တယ်အဲ့ဒီခရစ်တော်ဒီမနေ့ကနေ့နောင်ကလာမပြောင်းလဲဘူးဗမာပြည်မှာလည်းကောင်းကြီးပေးတဲ့ဖခင်မလေးရှားမှာလည်းကောင်းကြီးပေးတဲ့ဖခင်အမေရိကမှာလည်းချီးမြှောက်မဲ့ဖခင်ဖြစ်တယ်ကျွန်တော်တို့လက်မခံနိုင်ဘူးဖြစ်နေတယ်ကျွန်တော်တို့အတွေးအမြင်တွေကိုကျွန်တော်တို့ပြောင်းဖို့အားပေးခြင်းနဲ့မိတ်ဆွေခရစ်တော်ဒီအလုံးစုံတို့ရဲ့အလုံးစုံဖြစ်တယ်သင်ဘဝရဲ့လိုအပ်ချက်တစ်ခုစီတိုင်းကိုဖြည့်ဆည်းပေးနိုင်တာသင်ဘေးနာကသင်ရဲ့ခင်ပွန်းမဟုတ်ဘူးသင်ဘေးနာကသင်ရဲ့ဇနီးတဲ့မဟုတ်ဘူးခရစ်တော်ပဲဖြစ်တယ်အာမင်သင်ကိုချီးမြှောက်နိုင်တာသင်ရဲ့အလုပ်ထဲကတထေးမဟုတ်ဘူးသင်လမ်းစာတိုးဖို့အလုပ်ထဲကတထေးကချီးမြှောက်နိုင်တာမဟုတ်ဘူးခရစ်တော်ပဲဖြစ်တယ်မိတ်ဆွေသင်ရဲ့တတ်တာမှာလိုအပ်တာခရစ်တော်ပဲထိုခရစ်တော်ကိုကျွန်တော်ဆွဲခံတာပါဒါကြောင့်မို့လို့ဒီနေ့နောက်ဆုံးသောချိန်ကာလမှာစာတန်းကယုံကြည်သူတွေကိုနီးမျိုးစုံနဲ့ဖြူဖြတ်နေတယ်ဒီနေ့ကျွန်တော်တို့ခရစ်ယာန်လောကမှာဘာကြားရလဲဆိုတော့အသင်းတော်တွေကွဲတယ်ဘန်ကွက်ကောင်ကွဲဖို့ခက်တဲ့အချိန်တွေမှာအသင်းတော်တွေကွဲတာအရန်လွယ်တယ်ရွာမှာတူလို့စကားမတူလို့လူမျိုးမတူလို့သူကလက်မြောက်လို့သူကလက်ချလို့သူကဟာလေလုယာအော်လို့သူကဟာလေလုယာမော်လို့အသင်းတော်တွေရရဆက်ဆက်ကွဲနေတဲ့ချိန်ဖြစ်တယ်ဘာဖြစ်လို့လဲစာတန်နေရာယူနေတဲ့ချိန်ဖြစ်တယ်စာတန်ကသိတယ်သူ့ရဲ့အချိန်နောက်ဆုံးသောအချိန်ဆိုတာကိုဒါပေမဲ့ဘယ်သူကမသိဘူးလို့ဆိုတော့ခရိယန်တွေအိမ်မောကြနေတယ်စာရန်သေးတဲ့ဟောက်တော်ချင်းသေးကဲ့သို့အဘယ်သူကိုဝါမြူရမလဲဆိုတာမအိမ်မနေစောင့်နေတာဒါပေမဲ့အိပ်ပျော်နေတာဘာလို့လဲဆိုယုံကြည်သူလို့ပြောတဲ့ခရိယန်တွေဖြစ်နေစာဝတ်နေရတဲ့မှာကျင့်နဲ့နေကောင်းကြီးလောက်နေပဲသွားနေတယ်ဖခင်ရဲ့အသက်နဲ့အသက်ရှင်ဖို့ကျွန်တော်တို့မေ့နေကြတယ်ဖခင်ကိုကျွန်တော်တို့စွဲကင်တာဖို့မေ့နေကြတယ်ဖခင်ကိုဖက်တွေတာဖို့မေ့နေကြတယ်ဖခင်ရဲ့စကားကိုစာငတ်ချင်းကျွန်တော်တို့မေ့နေကြတယ်ဒီနေ့မိတ်ဆွေအားပေးခြင်းနေဒီလိုနောက်ဆုံးသောကာလမှာကျွန်တော်တို့တမာတတိမရှိရင်ခံသွားရမယ်နော်
တင်းဒီယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်ဖြစ်လက်ခံလို့ကောင်းကင်မှာတင်စည်ရဲဝင်နေကောင်းကင်ကိုဝင်စားမှာမှန်နေဒါပေမဲ့လောကမှာကောင်းကြီးမင်္ဂလာနဲ့လွဲပြီးအမင်္ဂလာနဲ့ပြည့်နေတဲ့ယုံကြည်သူတွေအများကြီးပဲဟာပြောတော့ထာဝရဘုရားကိုကိုးကွယ်တယ်ပြောတော့အသက်ရှင်တဲ့ဘုရားကိုကိုးကွယ်တယ်ဘာဖြစ်လို့လောကမှာဆင်းရဲလဲတင်းရဲ့ရွေးချယ်ခြင်းမာတာကိုတင်းကလောကမှာတင်းရဲ့တတ်နိုင်ခြင်းနဲ့တွားနေတာကိုကျွန်တော်တို့ယေရှုကကျွန်တော်တို့ကိုတကားဖွင့်ပြီးကြိုးနေတာအဲ့ဒါကျွန်တော်တို့ကအဲ့ဒါကိုမသိဘူးစာရန်ရဲ့စုံစမ်းခြင်းနောက်ကိုလိုက်တဲ့ခါမှာဒီနေ့အသင်းတော်တွေကွဲတယ်ယုံကြည်သူတွေလဲတယ်ဟိုခရိယန်အိမ်တော်တွေပြိုကွဲတယ်မိသားစုတွေထဲမှာပျက်စီးခြင်းတွေရောက်တယ်ဟိုစုံစမ်းခြင်းမျိုးမျိုးထဲမှာကျွန်တော်တို့လဲကြတယ်လောကထဲမှာလဲနေတဲ့ခရိယန်တွေအများကြီးပဲငွေနောက်လိုက်ပြီးပျက်စီးနေတဲ့ခရိယန်တွေအများကြီးပဲအဲ့လိုပြောလို့မိန်းမတွေပဲပြောတာမဟုတ်ဘူးနော်ယောက်ျားလေးတွေလည်းပါတယ်ဒီနေ့ငွေကိုဦးစားပေးပြီးဖျားကြောင်းမလာနိုင်တဲ့ယုံကြည်သူတွေအများကြီးပဲမိတ်ဆွေအားပေးခြင်းနဲ့တင်းရဲ့ပတ်ဝန်းကျင်မှာရှိတဲ့တင်းရဲ့မိသားစုတင်းရဲ့ဆွေမျိုးတွေကိုပြန်ပြောပါဖျားကလွဲပြီးကြံတာမရွေးချယ်ပါနဲ့ဒီနေ့စာတန်ကနီးမျိုးစုံနဲ့ကျွန်တော်တို့ကိုဆွဲဆောင်နေတာဖြစ်တယ်ဒါကြောင့်မလို့ယေရှုကပြောပါတယ်ယောဟန်10မှာတကိုးသည်ခိုးခြင်းတက်ခြင်းဖြည့်ဆည်းခြင်းကလာတယ်ငါမူကားတဲ့ငါတို့တို့ကိုအသက်နဲ့လွတ်ယုံများမကအတူတပြေအသက်နဲ့ပြည့်စုံစေခြင်းကလာတယ်ယေရှုကကားတိုင်းပေါ်မှာခံခဲ့တဲ့ခါမှာကျွန်တော်တို့ကိုငရေကလွတ်ယုံမယ်မဟုတ်ဘူးမိတ်ဆွေလောကထဲမှာဖခင်ရဲ့တတ်နိုင်ခြင်းနဲ့ပြည့်စုံနေဖို့တင့်ကိုဒီနေရာမှာထားရတာဖြစ်တယ်ယေရှုရဲ့ကယ်တင်ခြင်းကထာဝရအသက်တစ်ခုတည်းမဟုတ်ပါဘူးလောကမှာလည်းတင့်ကိုအောင်မြင်စေခြင်းနဲ့ဘုရားဖြစ်တယ်အာမင်အဲ့မှာယေရှုကဆက်ပြောပါတယ်ငါတိုးတို့တည်တဲ့ငါရဲ့စကားတန်ကိုနားထောင်၍ငါနောက်သို့လိုက်တယ်ထိုတိုးတို့ကိုငါသိတယ်မိတ်ဆွေဒီနေ့တင့်ရဲ့နားထောင်ရမယ့်အရာကဖခင်ရဲ့စကားတန်ဖြစ်ပါတယ်ကျွန်တော်တို့ဖခင်ရဲ့စကားတန်ကိုနားထောင်နေရင်းနဲ့ကိုတို့ရဲ့အတန်ကိုနားဆွင့်နေရင်းနဲ့လောကမှာရှောက်တဲ့အခါမှာရှော့နေမှာလေးတဲ့အချိန်ရှိပါတယ်ခလုတ်တိုက်မိတဲ့အချိန်ရှိပါတယ်ကြောက်သေးပြုတ်ကြတဲ့အချိန်တွေရှိပါတယ်ဒါပေမဲ့တင့်ရဲ့နားဆွင့်ခြင်းကိုတော့ဘယ်တော့မှလောကတန်နဲ့နားမဆွင့်ပါနဲ့ဘယ်တော့မှလောကတန်ကိုနားမထောင်ပါနဲ့ခရစ်တော်ဒီဟူသောယေရှုရဲ့အတန်ကိုပဲနားဆွင့်တာပါအာမင်ခေါ်တဲ့အချိန်မှာထူးဖို့ဖြစ်တယ်အဲ့မှာယေရှုကဘာပြောလဲဆိုတော့ထိုတိုးတို့ကိုငါသိတဲ့ထိုတိုးတို့ကိုအဘယ်သူများငါလက်မှာမလူမရှူရတဲ့သင်ဒီခရစ်တော်ရဲ့တိုးဖြစ်ရင်ခရစ်တော်ရဲ့အတန်ကိုနားထောင်တတ်ဖို့အရေးကြီးပါတယ်သင်လဲနေလဲထသွားလိုက်ပါသင်ခလုတ်တိုက်လဲထသွားလိုက်ပါကိုတို့ရဲ့အတန်ကိုပဲနားဆိုင်ပြီးသွားပါသင်ကိုဘယ်ရာမှဆွဲချလို့မရဘူးမိတ်ဆွေအာမင်ဒီနေ့ကျွန်တော်တို့ရဲ့ရှုံချခြင်းကိုကျွန်တော်တို့ဒီနေ့တိုးချဲ့ကြရအောင်ဟိုကျွန်တော်တို့ရဲ့ focus ကိုကျွန်တော်တို့ပြောင်းကြရအောင်ဒီနေ့ကျွန်တော်တို့အမေရိကန်မှာလိုက်နေတဲ့ခါမှာအိမ်ဝယ်ဖို့ focus လုပ်နေလားဒါမှမဟုတ်လို့ရှိရင်အောင်မြင်ဖို့အတွက် focus လုပ်နေလားဒါမှမဟုတ်လို့ရှိရင်စီးပွားရေးဆင်ပြေဖို့ focus လုပ်နေလားသင်ရဲ့ focus သင်ရဲ့အမြင်ကိုပြောင်းပါခရစ်တော်ဒီဟူသောကယ်တင်ရှင်ယေရှုကိုစစ်စစ်ကြည့်ပါသင်ရဲ့တတ်တာမှာထူးခြားခြင်းဖြစ်လာမှာဖြစ်တယ်အာမင်ထိုခရစ်တော်ဒီသင်ရဲ့ဆုတောင်းခြင်းသင်ရဲ့အော်ခေါ်ခြင်းကိုသူစောင့်နေတာဖြစ်တယ်Lord help me ဆိုပြီးပေတရုလို့អော်လိုက်ပါခရစ်တော်ရဲ့လက်တီချက်ချင်းစံတန်းလာမှာဖြစ်တယ်အာမင်ဒီနေ့သင်ရဲ့အိမ်တော်မိသားစုမှာသင်ရဲ့စီးပွားရေးမှာသင်ရဲ့ခန္ဓာကိုယ်ထဲမှာကျမ်းမာခြင်းမှာမုန်တိုင်းဝင်နေသလားမိတ်ဆွေယေရှုကိုပြန်ခေါ်လိုက်ပါယေရှုသည်လေတဲ့အခါမှာမုန်တိုင်းသည်ငြိမ်သက်သွားတယ်ဒီနေ့သင်အသက်တာထဲမှာခရစ်တော်ပြန်ဝင်လာရင်ခရစ်တော်ပြန်ရှင်လာရင်အရာခတ်သိမ်းငြိမ်သက်သွားမှာဖြစ်တယ်အာမင်ဒါကြောင့်အားပေးခြင်းနဲ့မိတ်ဆွေကျွန်တော်တို့ focus ကိုပြောင်းကြရအောင်ယုံကြည်ခြင်းကိုတိုးချဲ့ရအောင်။အိုးမီယိုဖလာခရီးယန်ဘဝနဲ့မသွားပါနဲ့။တော့တနင်္ဂနွေတနာတပတ်ကို2နာရီလောက်ဘုရားကျောင်းတက်တဲ့ခရီးယန်မလုပ်ပါနဲ့။$1ခရီးယန်မလုပ်ပါနဲ့။ဒီနေ့အသင်းတော်ထဲမှာ$1ခရီးယန်နဲ့အများများတယ်။ကျွန်တော်တို့ခရီးယန်တွေကလေသစ္စာရှိတဲ့အခါကျအရင်သစ္စာရှိတာ။ဗမာပြည်တုံးကလည်းအလူငွေထည့်ရင်တစ်ချက်။မလေးရှားရောက်တော့လေ1 ringgit US ရောက်တော့လေ$1ပေတော့မှ1ကနေမတက်ဘူးတော်တော်သစ္စာအဲ့နေရာမှာတော့တော်တော်သစ္စာရှိတယ်လို့များတယ်နော်ဒါကြောင့်ပတ်စံနေတော့ရန်ဖြစ်တယ်တဲ့90တန်တို့100တန်တို့ကပြောတယ်တဲ့ငါတို့လည်းဖះเจ้าတက်ချင်တယ်တဲ့အဲ့ဒီ test လုပ်ထားတဲ့အချိန်မှာလေပတ်စံကထောင်နဲ့တောင်းနဲ့အိမ်မှာအပုံကြီးဒါပေမဲ့ဖះเจ้าတက်ခွင့်ရတာက$1ပဲကျန်တဲ့အရွယ်ကြီးတွေကမိကန်တက်တာဘီရိုထဲမှာနေခဲ့ရတယ်အဲ့ဒီလောက်လည်းသစ္စာမရှိကြနဲ့ဘူးနော်အားပေးခြင်းနဲ့ကျွန်တော်တို့အတွေးအမြင်တွေကိုပြောင်းကြရအောင်။နော်ကျွန်တော်တို့အတွေးအမြင်တွေကိုပြောင်းကြရအောင်ကျွန်တော်တို့ယုံကြည်ခြင်းကိုတိုးချဲ့ကြရအောင်။ကျွန်တော် Texas Dallas ကိုသွားတဲ့အခါမှာညီလေးတယောက်တက်တည်ခံတယ်တကယ်အဖြစ်ပြက်လေးပါ။ကျွန်တော်လည်းအဲ့ဒါလေးကိုတကယ်ပဲကြားပြီးတော့ကျွန်တော်တိုးထီးတယ်။သူမလေးရှားမှာနေတဲ့အခါမှာ
အင်ကြီးလေးကစက်ရုံတရုံမှာအလုပ်လုပ်တယ်ဂျောဟိုးဘက်မှာစက်ရုံတရုံမှာအလုပ်လုပ်တယ်တပတ်ကို6ရက်အလုပ်လုပ်တယ်တနင်္ဂနွေနေ့တရက်သူကလူငယ်ခေါင်းဆောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဖះเจ้าတက်တယ်တနင်္ဂနွေသူကစက်ရုံမှာပြောပြီးသားစူပါဗိုက်ဇာကိုတနင်္ဂနွေတရက်တော့ငါကဖះเจ้าသွားရမယ်တနင်္ဂနွေနေ့တော့ငါ့ကို off ပေးမှဖြစ်မယ်ငါကခရစ်ယာန်ဖြစ်တဲ့အတွက်ကြောင့်ဖះเจ้าသွားကိုသွားရမယ်အဲ့ဒါတနင်္ဂနွေတရက်သူဖះเจ้าတက်ခွင့်ကိုရတယ်တရက်သူတို့စက်ရုံမှာတထေးရဲ့ order ရောက်လာတယ် order တွေတကယ် order တွေအရင်များတဲ့ခါမှာတထေးရဲ့အမိန့်တစ်ခုရောက်လာတယ်ဒီတစ်ပတ်တနင်္ဂနွေနေ့ဘယ်သူမှမနာရဘူးအကုန်လုံး order တွေပြီးအောင်လုပ်ရမယ်အဲ့နဲ့အင်ဂျီလေးကြားတဲ့ခါမှာအရင်ဒေါသထွက်တယ်အဲ့နဲ့ तू က supervisor ကိုသွားပြောတယ် hey မင်းတို့ကတော့ရုပ်ထုစင်းထုကိုကိုးကွယ်နေတဲ့လူတွေဖျားမရှိတရားမရှိတယ်ငါတို့ကခရစ်ယာန်အသက်ရှင်တဲ့ဖျားကိုကိုးကွယ်တာဖန်ဆင်းခြင်းဖျားကိုကိုးကွယ်တာငါတို့တနင်္ဂနွေနေ့ဖျားကြောင့်မတက်လို့မရဘူးတက်ကိုတက်မှဖြစ်မယ်အဲ့အချိန်မှာသူရဲ့ supervisor ဘာပြောလဲဆိုတော့ဟဲ့ကောင်တဲ့မင်းကြီးကြီးကျယ်ကျယ်မပြောပါနဲ့တဲ့မင်းမမင်းခရစ်ယာန်ပြောအသက်ရှင်တဲ့ဖျားကိုကိုးကွယ်တဲ့လူရဲ့ပြောတနင်္ဂနွေနေ့ဖျားကြောင့်သွားတယ်ပဲပြောတဲ့မင်းလဲတပတ်9ရက်မူးတဲ့ကောင်ပဲငါလဲတပတ်9ရက်မူးတဲ့ကောင်အတူတူပဲမင်းလဲငါငရဲသွားရရင်မင်းလဲသွားရမှာအဲ့ချိန်မှာ तू အဲ့စကားကိုကြားပြီး तू ဝမ်းနေတယ်မယုံကြည်သူတွေဒီနေ့ကျွန်တော်တို့ကိုဘယ်လိုမြင်နေလဲမိတ်ဆွေမင်းတို့ဘာသာနဲ့ငါတို့ဘာသာနဲ့တူတူပါပဲမင်းတို့ဖျားလဲငါတို့ဖျားနဲ့တူတူပါပဲဖျားတွေကအကုန်ကောင်းတာတင်တာအတူတူပါပဲအဲ့ဒီလိုမြင်နေသလားမင်းတို့ဘာသာနဲ့ငါတို့ဘာသာနဲ့အတူတူပါလို့သင်ကိုမြင်နေသလားဒီနေ့စဉ်းစားပါမိတ်ဆွေသင်ရဲ့အသက်တာမှာမထူးခြားတဲ့ခရစ်ယာန်တွေတော့ကောင်းကင်ဘုံကိုသွားဖို့မစဉ်းစားပါနဲ့ယေရှုမခေါ်ပြောတာမဟုတ်ဘူးနော်မထူးခြားတဲ့အသက်တာနဲ့ကောင်းကင်တက်ဖို့လောက်ပဲမစင်စားမနဲ့တချို့တွေရှိသေးတယ်ကောင်းကင်ဘုံမှာတရဖူးမရရင်ဘယ်လိုလုပ်မလဲကိစ္စမရှိပါဘူးတဲ့ကောင်းကင်ရောက်ရင်ပြီးရောတဲ့လက်ခုပ်တရားလည်းခြေနဲ့တဲတဲ့ချက်မပြေတဲ့ခရိယန်တွေအများကြီးရှိမိတ်ဆွေချက်ပြေပါအားပေးခြင်းနဲ့ဒီအချိန်ဒီခရစ်တော်၌စိုက်ပျိုးရမယ့်အချိန်ဖြစ်တယ်ခရစ်တော်၌တည်ဆောက်ရမယ့်အချိန်ဖြစ်တယ်ခရစ်တော်၌တည်ပြီးအသက်ရှင်ရမယ့်အချိန်ဖြစ်တယ်မိတ်ဆွေတစ်ချိန်မှာချီဆောင်ခြင်းလာလို့ခရစ်တော်ချီဆောင်ရင်ခရစ်တော်ရှေ့ကိုပြန်ရောက်တဲ့အခါမှာခရစ်တော်သင်ကိုတရဖူပေးမှာဖြစ်တယ်။ဒါကြောင့်အားပေးခြင်းနဲ့အခုတွေကလေပင်ခံအောင်ကျင့်တာ။ဘာကြောင့်ခရစ်တော်ကတရဖူ9ခုလုံးပေးလို့9ခုလုံးမထားနိုင်မယ်ကောင်းကင်ဘုံရောက်မှဇက်ကြိုးတင်နေမှာဆိုလို့နော်လေပင်ခံအောင်ကျင့်တာကြအခုတွေကအားပေးခြင်းနဲ့ခရစ်တော်၌စိုက်ပျိုးပါခရစ်တော်၌တည်ပါခရစ်တော်၌အသက်ရှင်ပါဆိုတာကိုဒီနေ့ကျွန်တော်အားပေးချင်ပါတယ်